မောင်ထွီဟေးမောင်ထွီမောင်ကြီးပြပြအချိန်မှာတော့အိမ်ရှိလမ်းမကမုံမြဲနဲ့လမ်းခေါ်နေတဲ့ဘာကြီးအောင်ရဲ့အတန်ကိုကြားတော့မောင်ထွီကဘီယိုကနေဟစ်ထုတ်လိုက်တယ်ဘာကြီးအောင်ရဲ့နောက်မှာလှပေါ်နဲ့ထွန်းကျော်ကြီးတို့ကလည်းအတူပါလာကြလိမ့်မယ်ဆိုတော့မောင်ထွီကအတက်တီထားပြီးဖြစ်တယ်မောင်ထွီနဲ့ဘာကြီးအောင်ထွန်းကျော်ကြီးလှပေါ်တို့ကလောဘောကံပတ်တိဖြစ်ကြတော့သူတို့ရဲ့အတန်အားလုံးကိုမောင်ထွီကကောင်းစွာပဲကြမ်းမှတ်မိနေပြီဖြစ်တယ်သူတို့လောက်ကြတဲ့လောက်ကသူတို့တငါတက်တဲ့တစ်ခြားမှာတစ်ခါမှမလောက်ကြဘူးတဲ့လို့ဖြစ်တယ်ဒီလုပ်ငန်းကိုစလုပ်ကြတာကလည်းဒီနေ့မှဖြစ်တယ်သူတို့လောက်ကြတဲ့အလုပ်တွေလုပ်ငန်းကဘင်္ဂလားပင်လယ်ော်ထဲမှာရေဝက်လို့ခေါ်တဲ့နှုတ်တိုက်ငါးတော်တစ်မျိုးကိုဖမ်းဆီးပြီးရန်ကုန်မြို့မှာရှိတဲ့တရိษံဥယျာဉ်ကိုတင်ပို့ရောင်းချဖို့ဖြစ်ပါတယ်။ညနေထမင်းစားပြီးလို့မအောင်ဆေးပင်းလေးကြီးကိုဖဆောင်မခဲပြီးအင်းရှိကဲလာပေါ်မှာမိတ်နေတဲ့မောင်ထွီးကနေ့စဉ်ခေါ်နေကြဖြစ်တဲ့ဗာကြီးအောင်ခေါ်တန်းကိုကြားပြီးဖြစ်ပေမဲ့ချက်ချင်းမထရဲသေးပြီနဲ့သူမိမစိန်လာပြူကိုမျိုးလုံးတစ်ချက်ဆွေးကြည့်လိုက်တယ်။ကလေးနှုတ်တိုက်နေတဲ့စိန်လာပြူကဗာကြီးအောင်ခေါ်တန်းကိုကြားရကလေးကမျက်နှာကိုမဲပြပြီးနှကန်းဆူနေပြီ။ဒီကမောင်ထွီးကပို့လို့ပင်အထအခန့်နေပြန်တယ်။အမှန်ကမောင်ထွီးတာမဟုတ်ဘူးဗာကြီးအောင်ကလည်းစိန်လာပြူကိုလှန့်နေရတယ်မျက်နှာချင်းမဆိုင်ရင်တော့အိမ်ရှိကသာမုံအမြဲနဲ့လမ်းခေါ်နေရပြီမဲ့သူ့အတန်ကိုကြားရင်စိန်လာပြည့်မျက်နှာကဘလို့အသွင်ပြောင်းသွားတာကိုဗာကြီးအောင်ကသိပြီးဖြစ်တယ်အကယ်၍ဥပအောင်သာမဟုတ်ဘဲနဲ့လှပေါ်နဲ့ထွန်းကျော်ကြီးတို့တရားကသာသွားခေါ်ရင်နင်တို့ဘာသာနင်တို့သွားကြချုပ်ယောက်ျားကိုလာမခေါ်ကြနဲ့တနေ့မဟုတ်နှစ်နေ့မဟုတ်ကြားပဲမကြဘူးပင်လေရဲကရေဝက်တွေကိုအရှင်ဖမ်းကြမလို့တယ်ကျုပ်ပြင်အံ့ပါရဲ့ဒီမှာမိမနဲ့ကလေးတွေထမင်းငတ်နေကြပြီလာကရတဲ့အလုပ်ကြနေတာပဲဘယ်မှာလဲနင်တို့ရေဝက်နင်တို့ဘာသာနင်တို့သွားအယူထားကြကျုပ်ယောက်ျားကိုလာမခေါ်ကြနဲ့အဲ့ဒါလိုရန်တွေလွှတ်တဲ့အကြောင်းဗာကြီးအောင်ကတဆင်စကားတဆင်နားနဲ့ကြားပြီးဖြစ်တယ်။ဥပအောင်ကတော့လူကြီးဖြစ်တဲ့အတွက်စိန်လာပြူကရှေ့မှာမဆိုရဲပေမဲ့ကိုရကြရင်ဟိုကောင်းမျိုးဆွဲကြိုးကြီးကလည်းတစ်သက်လုံးတငါလှုပ်လာပြီးဘယ်တော့မှနားမလဲဘူး။ပင်လေတွေကရေဝက်ကူများအရှင်ဖမ်းမလို့လေလို့ဆိုတတ်ပါတယ်။ဒါကိုသိလို့လည်းတနေ့မဟုတ်တနေ့မဟုတ်မောင်ထွေးကလည်းနေစဉ်လိုသွားခေါ်နေရတဲ့ဗာကြီးအောင်ကစိန်လာပြူကိုမျက်နှာပူနေပြီ။လှပေါ်နဲ့ထွန်းကျော်ကြီးတို့ဆိုရင်စိန်လာပြူကိုလန့်နေကြတော့အခုကလုံးဝမခေါ်ရဲကြတော့ဘူး။မောင်ထွေးအိမ်ရှိကိုရောက်တာနဲ့တပြိုင်နက်ဗာကြီးအောင်ဘာသာဗာကြီးအောင်ခေါ်ပြကျွန်တော်တို့အတန်ကိုကြားရင်စိန်လာပြူလန်းဆဲလိမ့်မယ်လို့ညီညွတ်ပြောပြီးဗာကြီးအောင်ကိုခေါ်ခိုင်းကြတယ်သူတို့မခေါ်ရတဲ့ဗာကြီးအောင်ကိုလက်မျိုးခေါ်ခိုင်းကြတဲ့နေ့တွေကလည်းမနေတော့ဘူးရဲလာရီသာပြောင်းလာတဲ့ဗာကြီးအောင်တို့ပင်လေရေဝက်ဖမ်းရေးလုပ်ငန်းကအခုဒီမှာအောင်မြင်သေးဘူးကြားရင်သားများမိဘလုပ်သူတွေကတဆူဆူတပူပူလှုပ်လာကြတော့မောင်တီးတာမဟုတ်လှပေါ်နဲ့ထွန်းကျော်ကြီးတို့ကပါခေါ်မြပြောမြဖြစ်လာမယ့်အရေးကိုတွေးမိပြီးဗာကြီးအောင်ကတာဝန်တစ်ခုလိုမောင်တီးကိုနေစဉ်လာကုန်နေရခြင်းဖြစ်တယ်သားချင်းဆွေမျိုးတော်သူလှပေါ်နဲ့ထွန်းကျော်ကြီးတို့ကဗာကြီးအောင်ခေါ်ရင်မလွဲမသွေလိုက်လာကြရပြီမဲ့လေမောင်တီးကအခုကရေဝက်ဖမ်းလုပ်ကိုစိတ်မပါချင်တော့ဒါကြောင့်လည်းမောင်တီးကအင်းနေဖြစ်လာတယ်လုပ်ငန်းစားစဉ်ကလိုတက်တဲ့ကြကြမရှိတော့ဘူးရခင်ကမိုးချုပ်တာနဲ့တပြိုင်နက်တက်တဲ့ချောင်းကိုပခုံးပေါ်ကိုထမ်းပြီးတော့မှဗာကြီးအောင်ရေးဆိုပြီးအိမ်ရှိကနေအားလုံးတန်ကြီးနဲ့အော်ကိုတက်တဲ့မောင်တီးကိုအခုကဗာကြီးအောင်ကသွားခေါ်နေရတဲ့အခြေအနေကိုဆက်ရောက်နေပြီခက်တာကဒီလိုကိုမလုပ်တော့ဘူးလို့လက်လွတ်ပြေးအောင်ကလည်းငွေ3-4တောင်ကုန်ကြခံပြီးတော့မှရေဝက်ဖမ်းရန်လို့တည်တံ့ထိုးလှုပ်ထားတဲ့နိုင်လွန်ပိုက်ပိုင်ရှင်ဦးကျော်စောဦးအေးထွန်းတို့နဲ့အဲ့ဒီနိုင်လွန်ပိုက်ရအောင်ကမခဏလုပ်ပြီးအစိုးရစီမှာထောက်ခံစာမျိုးရေးပြီးလို့ပိုက်လျှောက်ပေးတဲ့မျိုးကအရာရှိကြီးကလည်းဗာကြီးအောင်မျက်နှာပူနေရပြီနိုင်လွန်ပိုက်ပိုင်ရှင်ဦးအေးထွန်းနဲ့ဦးကျော်စောတို့ကညညမှာရေပန်းထက်ကြတော့သူတို့ကြီးကရေမိလာပြီဆိုတဲ့သတင်းစကားကိုနေ့စဉ်ကြားကျင်နေကြတယ်လို့မျိုးကအရာရှိကြီးကလည်းမကြလာပြီးမေးတတ်တယ်သူတို့မင်းဗာကြီးအောင်ကတနေ့တော့မုတ်ချမိမှာပါလို့ရဲဝံ့ပြောခဲ့တာကလည်းအချင်းချင်းခါခါရှိပြီအခုဒီရေဝက်တွေကိုတော့ထင်သလောက်ဖမ်းလို့မမိနိုင်ကြသေးတစားမုံလားဆုံးညကတကောင်းတော့မိပူတယ်ဒါပေမဲ့အဲ့ဒီရေဝက်ကပိတ်သားတရားကျော်နီးပါးရှိတဲ့ရေဝက်အထီးကြီးဖြစ်ပြီးတော့ရန်ကုန်မြို့တရိษံဥယျာဉ်ကိုယူဖို့တင်းမောပေါ်အတင်မှာအလုသမားချုပ်လုံနီးလုံဟန်တဘာဝမကြလို့ဆုံးမသွားခဲ့ရတယ်အဲ့ဒီရေဝက်ကြီးကိုပေါ်ရောင်းစဉ်ကငွေကလေးကြီးကလေးတယောက်450သုံးလိုက်ရတယ်တခြားသောနှစ်တွေကလို့တမယိုးကြငါးလုပ်ငန်းတွေကိုမလုပ်ကြဘဲနဲ့ဒီနေ့မှထူးထူးဆန်းဆန်းရေဝက်ဖမ်းလုပ်ငန်းကိုလုပ်မိကြတဲ့သူတို့ရဲ့အကျိုးမြတ်ကဒီနေ့အတွက်ဤမြတ်တာပြီမအောင်ကျွန်းမှာရေဝက်5စီးကတပိတ်သား4ချက်ရှိတယ်ငါးတွေမှာဆိုရင်ဈေးကြီးဆုံးပဲဒါပေမဲ့ဘလောက်ပဲမလိုက်ဖမ်းရှာဖွေပေမဲ့တလားကိုရေဝက်တကောင်ဖမ်းမိဖို့ကမလွယ်ကူဘူးဒါကြောင့်လည်းမအောင်ကျွန်းမှာရေလူသားတွေပေါ်များပေမဲ့ရေဝက်ဖမ်းသူဆိုတာကတော့ရခင်ကတီးတမ်းမရှိခဲ့ဘူးလိတ်တန်းများတဲ့စားတဲ့နေရာတွေမှာတစ်ခါမိတက်တဲ့နေရာကလည်းအသေးကြီးတာဖြစ်ပါတယ်ရေထဲမှာခွန်အားပလာကြီးမှပြီးကျွဲနွားတဲ့ထောင်မှာအာသန်တဲ့ရေဝက်ကိုအရှင်ဖမ်းမိဖို့မလွယ်ကူလားဘူးအခုဗာကြီးအောင်တို့ရေလူသားတွေရေဝက်ကိုအရှင်ဖမ်းပေးနိုင်တယ်လို့အာမဖမ်းနေခံခဲ့ကြသည်ကပဲအတော်စိတ်ကူးရင်တဲ့လူတွေလို့အများကထင်စရာဖြစ်လာတယ်ရေဝက်ကြီးတည်သွားလို့အသားကြောင်းငွေတွေကိုဝေခွဲမျှယူကြပြီးမကြခင်မှာဗာကြီးအောင်တို့ကထမင်းငတ်ကြမဲ့အခြေအနေကိုရောက်လာကြပြန်တယ်အခုဆိုရင်တန်တောင်လန်တာတွေနဲ့တိုင်းတာမရလောက်အောင်နဲ့ဆိုင်ပြီးမိုးကောင်းငင်နဲ့အပြန်ကျဲပြောလာတဲ့ဘင်္ဂလားပင်လယ်ကိုကြားတဲ့ကရေဝက်ငါးဖမ်းဆီးလုပ်ငန်းကိုလုံးဝလက်လွတ်ကြတော့မဖြစ်နေပြီခက်တာကဘင်္ဂလားပင်လယ်ပြင်ထဲမှာရေဝက်ငါးတွေကိုအစာအနာများရှာမတိပဲနဲ့လက်လျှော့လိုက်ကြရတာကတော့ပါသေးတယ်အခုတော့3ရက်တခါ4ရက်တခါရေဝက်တွေကိုညညမှာတွေ့နေရတယ်လို့ရခင်တလားလောက်ကလည်းတကောင်ရခဲ့ပူကြတော့ဒီလုပ်ငန်းကိုဆွလုပ်ဖို့ကလည်းခက်နေပြန်တယ်အစာအနာတွေမှာကအကောင့်တွေကိုပါတွေ့ဘူးရပြီးကမှဒီလုပ်ငန်းကိုဆွလုပ်ပြမယ်ဆိုရင်လည်းပဲလူကဲ့ရဲ့စရာဖြစ်နေတယ်အကယ်၍ဗာကြီးအောင်တို့ရေဝက်ဖမ်းလုပ်ငန်းကိုလုံးဝဆွလုပ်လိုက်ကြပြီဆိုရင်လုပ်ပေါ်ကံပတ်တွေကလည်းအစားကခင်ဗျားတို့ကျုပ်တို့မပြောဘူးလား
ဒီလောက်ခြေပြောနေရှာလာတဲ့ပင်လယ်ကြီးထဲမှာရေဘက်ကိုအရှင်ဖမ်းမိနိုင်ပါတယ်ဆိုတာခမားတို့မို့လို့ပြောရည်တယ်အသေးတော်မနေဖမ်းရတဲ့ရေဘက်ကိုခမားကဘလို့လုပ်ပြီးအရှင်ဖမ်းနိုင်မှာတော့ပြီးတော့ဒီရေဘက်ဆိုတဲ့အကောင်တွေကလှင့်နေအောင်ပါတဲ့အပြင်ရေထဲမှာဆိုရင်ခွန်အားပလာကလည်းအင်ပရန်ကြီးပါပြီးသားနဲ့ဟိုမျိုးတော့ဥပြမလာလာပေါ်တတ်တဲ့ရေဝက်ကြီးဆိုရင်ဘယ်ရေသေးကထိုးရဲလို့တော့လူကိုယ်တော်မြင်ုံနဲ့ရန်ရှားတဲ့အကောင်ကြီးစိတ်ကူးမလွဲစမ်းပါနဲ့တမရိုးကြငမန်းများတဲ့လို့ပဲလှုပ်စမ်းပါလို့သတိပေးစကားပြောဘူးကြတဲ့လှုပ်ပေါ်ကန်ပဲတန်ဃာတွေရဲ့စကားကိုလည်းဗာကြီးအောင်ကချားရောင်လာပါတယ်အမှန်ကမောင်တီမိမဆင်လာဖြူတာမဟုတ်ဘူးအင်္ဂါသူ့ဖားကြီးကလည်းကျင်းလာပြီဒါပေမဲ့ဇွဲကိုတော့ဗာကြီးအောင်ကမလျှော့သေးဒီနေ့ရာသီချိန်မှာတခြားတန်ဃာလုပ်ငန်းတစ်ခုခုပြောင်းလို့ရအောင်ကလည်းအချိန်မီနေစရာအကြောင်းမမြင်တော့တဲ့အတွက်ဒီရေဝက်ရှားတဲ့ဖမ်းတဲ့လုပ်ငန်းကိုသာဆက်ပြီးလုပ်နေကြရတယ်ရေဝက်တွေကိုတကောင်မီတကောင်မဖမ်းမိမချင်းလှပေါ်နဲ့နိုင်ကျော်ကြီးတို့ကမောင်တီတို့ကိုညနေတိုင်းစီယုံပြီးခေါ်ရမှာဖြစ်လို့ဗာကြီးအောင်ကယနေ့လေးဖို့တရားမပြတ်မောင်တီကိုလာခေါ်ရပြန်တယ်သူမိမကတဆူဆူတပူပူလုံနေလို့မောင်တီကစိတ်မပါလို့မှသိတဲ့အတွက်မောင်တီနေရာမှာလူစားတို့ရှာရအောင်ကလည်းသူ့လုပ်ငန်းမှာအကောင့်ထဲမပေါ်နိုင်တော့ဘသူ့ကိုမှခေါ်လို့ရနိုင်မှာမဟုတ်ဘူးတာမန်ရေလူသားတွေမထွက်ရမသွားရနိုင်တဲ့မောင်မီးပြကျွန်းအောက်ရောက်ဇီရောမော်ပြားကျွန်းပြားလွန်ပြီးတော့မှရေဝဲဩကားတွေနဲ့အမြင့်ပွက်ထနေတဲ့ကမဝချိုင်အောက်ရောက်လေကလေးပပတ်နဲ့နေညာမရှောင်သွားလာနေကြတဲ့သူတို့နောက်ကိုဘသူမှလိုက်ဝန်ကြမှာမဟုတ်တဲ့ပြင်ရေဝဲနဲ့ပတ်သက်လို့တွေးကြုံကြပြီးသားဖြစ်တဲ့မောင်တီကလွင်ဗာကြီးအောင်တို့ရေဝဲဖမ်းရမှာခုညီနေမဲ့သူတွေကလည်းမောင်တို့ကျွန်တော်ရှာဖွေတောင်မှရဝဲမမြင်တော့ဘူးဒါကြောင့်လည်းပဲသူမိမကဘလောက်ပဲဆူဆောင်းမောင်တီကိုတော့ဗာကြီးအောင်ကဒီကနေ့ညလည်းအရာခေါ်ရပြန်ပြီအမောင်လန်းကလေးအတိုင်းတိုက်ပုံရွာကဆင်းလာကြတဲ့ဗာကြီးအောင်တို့ကမဲမောင်ကျေပြောလာတဲ့ဘင်္ဂလားပင်လယ်ပြင်ကြီးကစောင့်ကြုံနေတယ်လာမညာပြည့်လို့မိုးထက်ကကျေပြောင်နေတဲ့အကြောင်းနဲ့ဟိုဘက်ဒီဘက်လွန်းရှက်ပြည့်ပြတ်နေတဲ့ဖောင်ပင်ခန့်နေတဲ့တွေကငွေလိုင်းချက်ကွက်တန်းရေရောင်တို့ကသာဗာကြီးအောင်တို့အတွက်အာကိုအားထားရလင်းရဖြစ်တယ်ဗာကြီးအောင်နဲ့လှပေါ်ထွန်းကြော်ကြီးမောင်တီတို့ကသူတို့လေငယ်ရှိရာပလင်တော်ရွာအောက်ချောင်းငယ်ဘက်ကိုအမောင်ထဲမှာပဲတူရီလျှောက်လာကြတယ်ကျေပြောနှဆိုင်နဲ့ပင်လယ်ပြင်တဲကတဝေါအော်မီပြီးပြေးတက်လာကြတဲ့လမ်းကောင်းပြူတွေကတောင်ကုန်တဲ့တွေကိုပြေးကျော်ပြီးချောင်းငယ်တွေကိုရှေ့ကနေရှေ့ကနေရှော့ဆင်းနေကြတယ်ဒီချောင်းငယ်ကຫນွေလာရောက်ရင်အဝါကဒဲတန်းတောင်ကြီးပိတ်ဆို့နေတတ်တယ်မိုးရင်ရောက်မှချောင်းရီပေါက်ပြီးဘင်္ဂလားပင်လယ်အော်ပြင်ကြီးနဲ့တဆက်တည်းဖြစ်နေတတ်ပါတယ်ပင်လယ်ထဲကနေပြေးတက်လာလိုက်ရှော့ဆင်းလိုက်တဲ့ဓာတ်ကြီးဆင်းကြီးလုံနေကြတဲ့လမ်းကောင်းပြူတွေကလိုင်းစင်းကပျော်ရွှင်ပွေရလိုက်လာကြတဲ့ငါးတွေကိုအလစ်ထိုးထိုးစားသားဖို့ချောင်းချောင်းဆောင်ဆိုင်နေကြတဲ့ဝငှက်ကြီးတွေကလည်းပဲကြောက်ဆောင်နေပေါ်မှာငုံငူကြီးရှိနေကြတယ်သူတို့ရဲ့ဒီတိုးစကားတန်တွေကလမ်းကောင်းပြူတွေအတန်ကိုပဲတစ်ခါတခါထိုးပေါက်နိုင်စွမ်းရှိကြတယ်ငါးကိုမြင်ဟစ်អော်လိုက်တဲ့တန်ကကြောက်ဆောင်တစ်ခုလုံးကိုဘောင်းမင်းခတ်သွားသလားထင်ရပါတယ်ဗာကြီးအောင်တို့ရဲ့ရေးကြီးကိုမြင်နေရတဲ့ဝငှက်ကြီးတွေကထာမောင်ကိုတပေါင်းပေါင်းပုတ်ခတ်ပြီးလန့်ပြန်ပြေးကြတယ်ဒါပေမဲ့မကြဘူးသူတို့ကပင်လယ်ကမ်းဆက်ကိုတစ်ပတ်ပြန်ဝဲလို့မူလနေရာကြောက်ဆောင်ကြောက်တန်းတွေပေါ်မှာပြန်ပြီးတော့မှနားကြပြန်တယ်မဲမဲမောင်လေးတဲ့ကြောက်ဆောင်ကြောက်တန်းတွေပေါ်ကိုရင်တစွတ်လောက်ဒီပါမြစ်တဲ့ဝငှက်ကြီးတွေကအစာမရမချင်းဒီလိုပဲတညလုံးဆောင်းစားနေကြတယ်ချောင်းငယ်တွေကလေကိုဗာကြီးအောင်နဲ့ထွန်းကျော်ကြီးလှပမောင်တီတို့ကသဲတောင်တန်းပေါ်ကိုဆွဲတင်လာကြတယ်ပြီးတော့မှတကဘင်္ဂလားပင်လယ်ပြင်ကိုထွက်လာကြဖို့အတွက်ရေစက်ကိုချပြန်တယ်ဗာကြီးအောင်တို့လေပေါ်ရောက်မှာပြီးကြောက်ဆောင်ကြောက်တန်းတွေပေါ်ကဝငှက်ကြီးတွေကသဲကုန်းတောင်တန်းကိုကြော်ပြီးလိမ့်တက်လာတဲ့လမ်းကောင်းထိပ်ပြူကငါးတကောင်ကိုပြန်ဝဲဆင်းလူနေကြတယ်ဝငှက်ကြီးတကောင်ကလူကြီးလက်မောင်းလောက်ရှိတဲ့ငါးတကောင်ကိုချင်းနဲ့ဆင်းကုပ်ပြီးအရာထိုးထိုးသွားတာကိုအမောင်ထဲမှာဖွေးကင်းနဲ့မြင်ရတယ်ငါးမရလိုက်တဲ့ကျန်တဲ့ဝငှက်ကြီးတွေကတကောင်နဲ့တကောင်အော်ဟစ်အတန်ပြီးလို့ပင်လယ်ကမ်းဆက်တစ်ဝိုက်မှာထက်ထက်ခါခါဝဲပြန်နေကြတယ်အဲဒါလိုပတ်ဝန်းကျင်ကိုကြောခံပြီးဗာကြီးအောင်တို့ကနှက်ဆိုင်တဲ့ပင်လယ်ပြင်ကိုထွက်လာကြတယ်မကြခင်တော့ထဲမှာကမ်းခြေနဲ့ဝေးလို့လာခဲ့တယ်တောင်ဘက်တောင်ကုန်းရွာတွေဖြစ်တဲ့အောင်စီပြည်တောင်ရင်ကန်လက်စားတဲ့ရွာတွေကမီးအောင်တွေကိုလည်းမိတ်တုံမြင်လာရတယ်သို့တော်လည်းဘင်္ဂလားပင်လယ်အော်ထဲမှာကတော့တိတ်တိတ်မှောင်မိုင်းလျက်ရှိပါတယ်ဗာကြီးအောင်ကပဲကိုင်းနေရကနေအနောက်မိုးကိုဆောင်းဝိုင်းဘက်ကိုလှမ်းကြည့်တယ်ရှည်တွေကပြက်ကနေပွင့်လာတဲ့မီးတပွင့်ကိုလက်ကနေမြင်ရတယ်အဲ့ဒီမီးပွင့်ကမိုးကိုဆောင်းဝိုင်းဘက်ကငွေကျဲပွင့်ကလေးများနဲ့ချားနာလွန်းနေတယ်တပြက်ပြက်မျက်တောင်ခတ်နေတဲ့မီးပွင့်ကမောင်ကျွန်းအောင်မှာရှိတဲ့ကြောက်ဆောင်ဘောကမောင်မီးပြပါပဲကျွန်းသာနာရောက်တော့မယ်မင်းတို့လှော်တတ်သေးသိမမြည်စီနဲ့ရီဝက်ဒီကျက်စားဖြစ်တဲ့ကျွန်းသာပတ်ဝန်းကျင်နဲ့နီးလာပြီးဖြစ်တော့ဗာကြီးအောင်ကမောင်ထီထွန်းကျော်ချင်းနဲ့လှဘော်တို့ကိုသတိပေးစကားဆိုလိုက်တယ်ဗာကြီးအောင်ရဲ့သတိပေးလက်တန်အဆုံးမှာတော့အကျဉ်းလောင်ရှိလာတဲ့လော်တက်တန်တွေကထိုးတိတ်ညင်သာသွားတယ်မင်းနဲ့ပြောင်ကျွန်းနေတဲ့ရေပြင်ထက်မှာတေးနဲ့ပြေးလွှားနေတဲ့လေဦးကိုဗာကြီးအောင်ကဇီရိုရာအောက်ဘက်ကိုလှည့်လိုက်တယ်ဒီပတ်ဝန်းကျင်နဲ့ဒီနားတစ်ဝိုက်ကရေဘွက်ဒီအများဆုံးကျက်စားရနေတာဖြစ်တယ်ဒါကြောင့်လည်းဗာကြီးအောင်ကနားနဲ့မျက်စိတို့ကိုအဆန်းကုန်ဆွင့်ပြီးပတ်ဝန်းကျင်ကိုကဲခတ်နေတယ်အမှန်ကတော့ဗာကြီးအောင်သာမဟုတ်တက်ကိုရေစုပ်ကနေထိုးပြီးညင်ညင်တသာလှော်ခတ်လာကြတဲ့မောင်ထီလှပေါ်နဲ့ထွန်းကျော်ကြီးတို့ကပါနားမျက်စိကိုအဆန်းကုန်ဆွင့်ထားကြတယ်ရာသီချင်းမှာမိုးနှောင်းဆောင်းဝင်စားသမယပင်ဖြစ်ပြီးမြဲဘဲလေပြင်မှာတညင်းတိုက်ခတ်နေတဲ့လေပြေလေနုအေးဒီကြောင့်နင်းပလဲတွေကခြံချောင်ကြောက်ဆောင်များရှိရာခန်းကြီးမှာသာစူးစီးဖွဲ့အုံနေကြတယ်။ဒါကြောင့်ဘဲလေပြင်မြင်ခွင်းမှာမဲမောင်နေပေမဲ့အမောင်ကပြမရှိဘူး။အင်လန်လုံးကြီးတွေရဲ့အပေါ်မှာရွှေရောင်တလက်လက်တွေကြောင့်မိုးကောင်းကင်နဲ့ဆက်နေတဲ့ဘဲလေပြင်အဆုံးကိုပင်ဝိုးထွားမြင်နေရတယ်။အကယ်၍ရေဝက်တွေအုံနဲ့ကျက်စားပြုံမြူးလာရင်မဲမောင်နေတဲ့ဘဲလေပြင်ထဲမှာခရက်ရေပန်းတွေထားပြီးတော့မှတပွေးပွေးလှုပ်ကက်တောက်စားလာကြတာကိုအဝေးကပင်လှမ်းမြင်နိုင်နေမလား။
ရခင်တလားလောက်ကရေဝက်ကြီးတစ်ကောင်ကိုဒီကျွန်းသားပတ်ဝန်းကျင်မှာပဲဖမ်းမိခဲ့ပူပေမဲ့ဒီကနေ့ညမှာတော့ရေဝက်တွေရေရောင်ကိုလုံးဝမမြင်ရသေးဘူး။ဒါကြောင့်လည်းဇီရိုရွာနာတစ်ဝိုက်မှာရှိတဲ့ရေပြိုင်နဲ့ချိုင်ချောင်းနားတွေမှာရေဝက်တွေရှိလို့ရှိ냐အထင်နဲ့ဖာကြီးအောင်ကသူတို့ရဲ့လှေဦးကိုကမ်းခြေဘက်ကိုတစ်ခါလှည့်လိုက်ပြန်တယ်။ဇီရိုကမ်းခြေနဲ့နီးလာတဲ့အခါလော်တက်ခတ်သူတွေကသတိဝုဒ္ဓိယနဲ့လောကတ်ကြရတယ်။တက်ရွက်နဲ့ရေပင်တို့တီတီကိုပင်ချေချေလောင်လောင်မမြင်အောင်အထူးသတိထားရတယ်။ရေဝက်ဆိုတဲ့ငါးတွေကလှင့်နေအောင်ပါတဲ့သတိဆန်တွေဖြစ်တော့လူတန်ကြမ်းချက်ချင်းငုတ်ပြေးတင်းချောင်သွားကြတယ်။လူတန်ကိုမဆူထားနဲ့လူနဲ့ရရင်လည်းပဲရှောင်ပြေးပုံပြောက်သွားကြတဲ့တော်မှုဘာကြီးအောင်တို့အထူးခူးဆိုင်ကြရပါတယ်အချင်းကညသကောင်နီးလာပြီးမို့လို့ခန်းကြီးတစ်ဝိုက်မှာနင်းပလဲတွေပို့ပြီးတော့မှအုံဖွဲ့လာတယ်ခကြီးကလည်းဇီရိုနဲ့ကမာဝအလဲလောက်ကိုပင်ရောက်လာကြပြီဒါပေမဲ့ရေဝဲဆိုတဲ့ငါးတွေကိုတော့ရေရောင်မှမမြင်ရသေးဘူးဒါကြောင့်လည်းဘာကြီးအောင်တို့ကရခင်3-4ရက်လောက်ကပင်ပင်လေပြင်းနဲ့ခြိုင်ဝမှာခွန်100 200ညက်လောက်ချင်းချာမြူးသွားကြတာကိုမြင်လိုက်ရတဲ့ဇီရိုဂျမ်ဘက်ကိုရေဝဲရှာဖို့တပြည့်ပြည့်ချင်းကပ်လာတယ်ဘာကြီးအောင်ဟိုမှာထွန်းကျော်ကြီးအတန်ကဘာကြီးအောင်ကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေတယ်လှပေါ်နဲ့မောင်ထီးတို့ကလည်းလှီလော်ခန့်နေရကတက်ကိုရုပ်ကြီးရက်ပြီးထွန်းကျော်ကြီးမျက်နှာမူထားပင်လေပြင်ဘက်ကိုဖြိုင်းလို့လှမ်းကြည့်လိုက်ကြတယ်ဇီရိုရာအလွန်လောက်လို့ခံမှန်းတဲ့ပင်လေကြီးပြင်ထက်မှာရေပန်းရေမော်တွေပွေးကနေပွင့်လက်လာတာကိုမောင်ထဲမှာအတော်ဝေးကလမ်းမြင်နေရတယ်သူတို့စိုက်ကြည့်နေကြချိန်မှာပဲနောက်ထပ်ရေပန်းပွင့်တစ်ပွင့်ကအမောင်ထဲမှာထပ်ဆင်ပြီးပေါ်လာပြန်တယ်ဘင်္ဂလားပင်လယ်ော်ပြင်ထဲကနေတပြည့်ပြည့်နဲ့လိမ့်ဆင်းလာနေတဲ့ရေပန်းရေမော်တွေကိုစိုက်ကြည့်ပြီးဘာကြီးအောင်နဲ့ထွန်းကျော်ကြီးလှပေါ်မောင်ထီးတို့ရဲ့ရှင်ထဲမှာဝမ်းသာမှုလိုင်းကြရတီကပါမင်ခတ်သွားတယ်ဟုတ်ပြီဒီနေ့ကဈေးကြိုင်ဝမ်းမှာတို့တွေလိုက်ကြတဲ့ရေဝက်သားမိဖြစ်မှာပဲနောက်ခံလိုက်ကြအောင်မဘာကြီးအောင်ကရေဝက်သားမိကိုနောက်ခံလိုက်ကြဖို့ချက်ချင်းပြောလိုက်တယ်ရေဝက်သားမိတို့သွားလက်မှာရေပန်းတွေကတောင်းလေးလန်စီကွာဝေးကနေတစ်ချက်စီပွင့်ချင်ရစ်ခဲ့တော့သွားလန်းကိုထင်းထင်းရှားမြင်နေရတယ်ရေဝက်သားမိတို့ပြတ်တန်းသွားနေတဲ့ရေပြင်းနဲ့ဘာကြီးအောင်တို့လေငယ်ကတန်တောင်လန်နာ300ကျော်လောက်အလန်းဝေးနေတဲ့အတွက်လေလော်ခတ်တန်ကိုရေဝက်သားမိတို့ကလည်းကြားနိုင်ဝမဟုတ်ဘူးခပ်ပြင်းပြင်းသာလော်ကြဟိအလန်းကသိဝေးသေးတယ်တို့လေခတ်တန်ကိုဒီတို့သားမိကြားနိုင်မှာမဟုတ်သေးဘူးဖြည်းဖြည်းလော်ကြမှုမှာငါပြောမယ်ဘာကြီးအောင်အမိန်ဒါမဲထွန်းကျော်ကြီးမောင်ထီးနဲ့လှပေါ်တို့ကလေးလံတောင်လေးငယ်ကိုတအားကုန်လော်ခတ်ပြီးတော့မှရေဝက်သားမိနောက်ကိုတကောက်ကောက်နဲ့လိုက်ကြတော့တယ်ရေဝက်တွေကနှစ်ရှမ်းနဲ့ပင်လယ်ထဲမှာနေတဲ့ငါးတစ်မျိုးဖြစ်ပေမဲ့လိတ်ဒီပမာရေပြင်ပေါ်တက်ပြီးမကြအသက်ရှူနေရတယ်ဒါကြောင့်လည်းရေရဲကရှူနေပေါ်တက်ပြီးအသက်ရှူလိုက်တဲ့ရေပန်းရေမော်တွေကအမောင်ထဲမှာဝင်းကနေလက်ကနေပွင့်သွားတတ်တယ်ဒီလိုရာသီမျိုးမှာရေဝက်မတွေသားခွဲချိန်နှုတ်ပြချိန်လဲခေါင်းဆောင်မရောက်သေးတော့အကယ်၍ရေဝက်မတစ်ကောင်သွားလို့ရှိရင်နှုတ်ဆိုသားငယ်တစ်ကောင်နဲ့နှစ်ကောင်ကတော့သူ့ရဲ့နောက်မှာအမြဲတမ်းပါတတ်ပါတယ်ရေဝက်ငါးကအချမ်းငါးတွေလိုဥကပေါက်ပြီးကြီးပြင်းလာတဲ့ငါးမုတ်ပဲနဲ့ဂုံးဘော်ကဝက်များလိုပဲကိုဝန်ဆောင်ပြီးတော့မှအကောင်လိုက်ပေါက်တဲ့နှုတ်တက်ကြီးပြင်းလာတဲ့ဆန်းဆန်းပြပြငါးတစ်မျိုးဖြစ်တယ်တခြားငါးတွေလိုများများဆဆမပေါက်ပဲနဲ့တစ်ခါပေါက်ရင်နှစ်ကောင်အများဆုံးဖြစ်တယ်ဓမီပေါက်မှာအထီးအမတစ်ကောင်စီသာပါတတ်ပြီးရေဝက်မျိုးဆက်ကလည်းပြန်ပွားဖို့အလွန်ပင်ခဲရင်တယ်ကဲနီးလာပြီဖြည်းဖြည်းလှော်ခတ်ကြခြိုင်ကိုဝင်မှလည်းအသေးချာကြည့်ထားကြညဆိုရင်ငါကမျက်လုံးသိကောင်းတာမဟုတ်ဘူး3-4လကွာမှတစ်ခါပေါ်ပြီးတစ်ခါစီပြန်ငုတ်သွားတတ်တဲ့ရေဝက်သွားလန်းနဲ့ဘာကြီးအောင်တို့လင်းငယ်ကလေးကဗီဒီယာကျော်လောက်အနီးကိုပင်ရောက်လာတဲ့အခါဘာကြီးအောင်ကမောင်ထီးထွန်းကျော်ကြီးလှပေါ်တို့ကိုထပ်ပြီးတတိပေးရပြန်တယ်အနောက်မိုးကုတ်ဆောင်ဝိုင်းဖြစ်တဲ့ဘင်္ဂလားပင်လယ်ပြင်မှာငိုးလက်ပေါ်လက်နဲ့ပြေးလာနေတဲ့ရေဝက်သားမိကဘာကြီးအောင်တို့စားထွက်လာစဉ်ကဖြတ်လာခဲ့ကြတဲ့အောင်စီပြင်းနဲ့တစ်ပုံရွာအောင်ပင်လယ်ပြင်ဘက်စီကိုရောက်လာကြပြီဖေကန်းဖေချိုင်နဲ့ဝင်မှုလာနေကြမှမသိတဲ့ရေဝက်သားမိရဲ့နောက်ကိုဘာကြီးအောင်တို့ကတကောက်ကောက်နဲ့လိုက်နေကြတော့မယ်ရေဝက်သားမိတို့တချမ်းချမ်းတကန်းကန်းကိုကတ်သွားပါမှာပဲဘာကြီးအောင်တို့ကပိုက်နဲ့ဝိုင်းဖမ်းနိုင်ကြမှာဖြစ်တယ်သူတို့ရဲ့တန်တောင်လန်နာ100ကျော်သာရှီလီတဲ့နိုင်လွန်ပိုက်နဲ့အခုလိုကျေပြောလိုက်တဲ့ပင်လယ်ပြင်ထဲမှာတော့ရေဝက်ငါးကိုဖမ်းဖို့မလွယ်ကူပါဘူးနိုင်လွန်ပိုက်ကိုရေထဲမျောလွန်းလိုက်ရင်လည်းပဲနိုင်လွန်ပိုက်အရေးရောင်လူကြီးရောင်မြင်တာနဲ့တပြိုင်နက်ရေဝက်တွေကနှက်ဆိုင်တဲ့ရေရောက်ကငိုရှိုးလို့၎င်းမဝိုင်းမစစ်မိပဲလွတ်နေတဲ့ရေမြေပေါ်က၎င်းပျောက်ပြေးလစ်ထွက်သွားနိုင်တယ်ဒါကြောင့်လည်းဘာကြီးအောင်တို့ကရေဝက်သားမိဟိုကန်ကန်နုနုဒီချိုင်ဝင်နုနုနဲ့မျိုးကူဆောင်စားလေးလိုက်ပါကြရင်ကသူတို့ရဲ့အတိုင်းပုံရွာအောင်ပင်လယ်ပြင်ကိုပင်လွန်လို့မျိုးတော်ဦးမော်စွန်းပြားစီကသာရောက်ရှိလာကြတော့တယ်ရေဝက်သားမိကတော့ဘေချိုင်ဘက်ကမ်းမှာမဝင်မကက်ကြသေးဘူးဒီလိုနဲ့ပဲညအချိန်မှာတကောင်လွန်လို့နိုင်ပြန်တစ်ချက်နှစ်ချက်ဒီချိန်ကိုရောက်လာပြီးမဲ့ရေဝက်သားမိကတော့အခုဒီဘေချိုင်ဘက်ကမ်းကမှမဝင်မကက်ကြသေးဘူးတပြည့်ပြည့်နဲ့မောင်ကျုံနာကိုရောက်လာကြတယ်လင်းရှူလင်းပိုင်နေဖြစ်နေရောလားဘာကြီးအောင်ရဲ့ရေဝက်သားမှန်ခုလောက်စင်ကန့်ကပ်ဖို့ကောင်းနေပြီတိုက်ပုံရွာအောင်ပင်လယ်ပြင်မှသည်မျိုးတော်ဦးရွာအောက်ကိုပင်ရောက်လာပြီးဖြစ်ပေမဲ့ဘက်ကမ်းဘေချိုင်မှာမဝင်မကက်သေးတဲ့ရေဝက်သားမိသွားအလံကိုမျောကြည့်ပြီးမောင်ထီးကတန်တရားပြပွဲစကားကိုဆိုလိုက်တယ်မောင်ထီးပြောတာကအမှန်ပဲအကယ်၍အခုတို့လှမ်းမြင်နေရတဲ့ရေပန်းရေမွားတွေပွင့်သွားလမ်းမှာရေဝက်သားမိသားအမှန်ဖြစ်တကန်းကတကြိမ်ကြိမ်ကိုတော့ဝင်ကပ်ဖို့အချိန်တန်ပြီးရေဝက်တရဲ့တဘာဝကနေခင်းနေလေမှာလူသူမနီးတဲ့ပင်လယ်ပြင်ထဲမှာချက်စားတတ်ပြီးညကဆိုရင်လူသူလေးပါးနဲ့ကင်းဝေးတဲ့ပင်လယ်ကမ်းခြေမှာရှိတဲ့ချိုင်းချောင်းရေပြအိုင်တွေကိုဝင်ကပ်တတ်တယ်ချိုင်းချောင်းရေပြအိုင်ဒီမှာကြောက်ကောင်းကြောက်လန်ကူတွေထဲမှာကြောက်မော်ကြောက်ကြီးတွေကိုတညလုံးစားပြီးတော့မှမိုးမလင်းငယ်ပင်လယ်ပြင်ကိုပြန်ထွက်တတ်တယ်ဒါကြောင့်လည်းရေဝက်တွေကိုနေခင်းနေလေမှာခန်းခြေမှာအလွန်တွေ့ရမြင်ရခဲ့လာတယ်
အခုကသူတို့လိုက်လာကြတဲ့ရေဝက်သားမိကဖေကန်းဖေချောင်းမှမကတ်သေးတဲ့အတွက်မောင်တီပြောလို့စဉ်းစားစရာဖြစ်လာပါတယ်ငါလည်းမင်းပြောမှတွေးမိတယ်လင်းရှုလင်းပိုင်လင်းပြန်နေမြဖြစ်နေလေရောသလားလို့ဘာကြီးအောင်ကအစင်းစစားဆူပါတယ်အချင်းကလည်းတကောင်တော်လွန်လာပြီဆိုတော့မထူးတော့ပါဘူးဘာကြီးအောင်နည်းနည်းတော့လိုက်ပြီးစောင့်ကြည့်ကြမယ်လीမဟုတ်တော့ရှိဟုတ်တော့ရှိပေါ့လှဘော်ကမဟုတ်တော့ရှိဟုတ်တော့ရှိလိုက်ဆောင်ကြည့်ပါဦးမယ်လို့ဆိုတဲ့စကားကိုမောင်တီကတော့သိတဲ့ဘောမတွေ့လာဘူးစီရောဘက်ကပင်လင်ငယ်ကိုအပြင်းလော်ကတ်လာကြတဲ့အတွက်လူတွေကမောနေပြီတိုးတော်နဲ့ဆိုင်ကျေပြောလာတဲ့ပင်လယ်ထဲမှာတယောက်နဲ့တယောက်နေမင်းငဆမပြောကောင်းတဲ့အတွက်ဘာကြီးကမျက်နှာကိုသာလှမ်းကြည့်လို့လူကြီးလို့သူရဲ့အဆုံးဖြတ်ကိုခံယူနေတယ်မင်းတို့သဘောပါပဲလीစောင့်ကြည့်လိုက်ချင်းကြသေးတပါဆိုရင်လည်းစောင့်ပြီးကြည့်ကြတာပေါ့ဒါပေမဲ့ငါတခုပြောမယ်ဒီလောက်ဝေးဝေးလည်းငါမလိုက်ကြနဲ့တော့နီးနီးကက်ကက်သွားလိုက်ကြည့်ကြရအောင်တကယ်လို့ရေဝဲဆိုရင်တော့လူရိပ်လူကြီးမြင်တာနဲ့ပြေးမှာပဲနည်းနည်းအားဆိုင်ပြီးလွတ်လိုက်ကြအောင်အစကရေဝဲလို့ထင်ပြီးခက်ခေါက်ကနေနောက်ခံလိုက်လာကြတဲ့ဘာကြီးအောင်တို့လီကအခုကရေပန်းရေမွားတွေပွင့်လွင့်ရှက်နေရတဲ့အနည်းဆုံးရောက်အောင်လီကိုတအားဆိုင်လောက်ခတ်လာကြတယ်မဲနဲ့ပြောင်ချောနေတဲ့ရေပြင်မှာဘလုံးစီချန်ရိတ်ခဲ့တဲ့ရေမြုပ်ရေမွားတွေဆွချောင်းတွေကိုဘာကြီးအောင်ကသူတို့ရဲ့လှေဦးကိုတည့်ပေးလိုက်တယ်တပြည့်ပြည့်နဲ့မျော်တော်ဦးအငူစွန်းလွန်လာတဲ့အပြင်သူတို့ကရေဝက်သားမိထင်ပြီးတော့မှနောက်ခံလိုက်လာကြတဲ့ရေတော်တွေကအခုကရံပြဲကျွန်းနဲ့မောင်ကျွန်းရေလက်ချအဆက်ကူပြီးဝင်စားပြူလာပြီဘာကြီးအောင်တို့လှေနဲ့ပေစီ30လောက်သာဝေးကွာနှင်းပြီးပြီမဲ့သူတို့ကရေဝက်လို့ထင်ရတဲ့ရေတော်ကတော့သူတို့ရဲ့လေရဲ့လူကြီးကိုလောကခီးမဆိုင်ပြီနဲ့သူတို့ရှိကသာအချိန်မပြတ်ငုတ်ကြီးပေါ်ကြီးသွားနေတယ်ကျွန်တော်မပြောဘူးလားဘာကြီးအောင်လင်းပြန်ပြလင်းပြန်ဟိုမှာတွေ့လားရှေကျွန်းနောက်ကျွန်းပြန်ပြီးတော့မှမြင်အုံနောက်ကိုလိုက်စားနေတာနှစ်ကောင်တော့မှန်ပါတယ်လင်းပြန်တဲ့ကောင်ကပင်လယ်နယ်ထဲကနေကမ်းကြီးကိုအလက်ဝင်လာတဲ့မြင်အုံနောက်ကိုလိုက်ပြီးဖမ်းယူစားတော့နေတယ်လင်းပြန်ကတာမန်အပြင်သူတို့စီကလင်းရှုလို့ခေါ်တဲ့လင်းပိုင်ကားနဲ့ဆင်းဆင်းတူပါတယ်လင်းပြန်ကလင်းပိုင်လိုပဲလူတွေကိုဘာမှအနောက်ချက်မပေးတတ်ဘူးလင်းပိုင်နဲ့လင်းပြန်တို့ကွာခြားချက်ကလင်းပိုင်ကရှင်းပြမျောရှိပြီးလင်းပြန်ကပူဝိုင်းနေလင်းပိုင်ကလူနဲ့ရင်ပါပြီးတော့မှကြောကုန်းမှလည်းစူးတဲ့တစ်ချောင်းပါပါတယ်ဒီစူးတဲ့ကိုမိမိရခိုင်ရင်ဘာမှမလုပ်နိုင်တော့ဘဲနဲ့ချက်ချင်းငြိမ်သက်သွားတတ်တယ်ဒါကြောင့်လဲငါအုပ်မြင်အုံနောက်ကိုလိုက်စားရင်ကနေငါအုပ်မြင်အုပ်ထဲမှာရောပါလာတဲ့လင်းပြန်ငါကိုပိုက်သမားတွေကမကြမကြဖမ်းမိတတ်ကြတယ်ဒါပေမဲ့ဒီလင်းမြန်ငါကငမန်းလေးချောင်းနဲ့တခြားသားကြီးငါးကြီးများလို့ပိုက်သမားတွေကိုလုံးဝရန်တတရုမပြုတော့ပိုက်မှမိနေပြီဆိုရင်ကြောကုန်းကဆူတဲ့ကိုကင်ဖမ်းပြီးပိုက်သမားတွေကပင်လေတဲ့လွတ်ပြစ်တတ်ကြပါလေပိုက်မှမိသဖြင့်လူတွေကပြန်လွတ်ပြီးတကားတကားစောက်တီရမရလောင်ပင်လေတဲ့ကိုလန့်ပြေးထွက်သွားတတ်ပြီးမြဲပိုက်မှ3-5ခါအမိခံမှုပြီးလူတွေကသူ့ကိုဘလို့မှရန်တတရုမပြုဘဲနဲ့ပြန်လွတ်ပြတဲ့မှန်သိနေတဲ့လင်းပြန်တွေကိုမိရင်တော့ပြန်လွတ်လို့ပင်မသွားဘဲနဲ့ပိုက်နောက်မှာရစ်တီတီလုပ်ပြီးပိုက်ပေါလို့ပိုက်ထဲကငားမြင်ဒီအန်ထွက်လာတာကိုငင်းငင်းပြီးတော့မှပိုက်နောက်လူနာကိုတကောက်လိုက်ပါနေတတ်တယ်လူတွေက900ရေမြင်ရရေးအတွက်ရေထဲမှာလုံးပန်းနေကြတဲ့အချိန်မှာချွဲပေါင်ဒီပါရှိတဲ့သူ့ကိုယ်လုံးနဲ့ဝင်ပြီးမတိုးမတိုက်မိအောင်သူကြောကုန်းကစူးနဲ့မထီးကမိအောင်မနေ့ကျူးစားပြီးရှောင်နေရတာကလည်းအလုပ်တစ်ခုလိုဖြစ်နေတော့စိတ်မရှိတဲ့အကျိုးပိုက်သမားတွေကခေါင်းကိုတက်နဲ့ခက်ဆက်ဆက်ထိုးလို့အောင်းငေါ့လှော်ရတယ်ဒါပေမဲ့လူငယ်တွေကဒီလိုမောင်းပြတာကိုပိုက်တကြီးလေးတကြီးတွေမြင်သွားရင်တော့အဆူဆဲခံကြရတယ်ပိုက်တကြီးတွေယုံကြည်ထားကြတာကလင်းပိုင်လင်းရှုလင်းပြန်ကစတာတွေကလူတွေရဲ့မိတ်ဆွေသို့မဟုတ်ပင်လယ်ပြင်မှာလူတွေကိုစောင့်ရှောက်တဲ့နှစ်သားငါးတစ်မျိုးလို့သာယူဆကြတယ်ဒါကြောင့်လည်းလင်းပြန်လင်းပိုင်လင်းရှုငါးတွေကိုပိုက်မှာအချိန်ကမိမိပြန်ပြီးတော့မှလွတ်ပြစ်တတ်ကြပါတယ်သူတို့ကလူတွေကရံမုံမှန်းသိလို့လဲလင်းပိုင်လင်းရှုလင်းပြန်စားတဲ့ငါးတွေကလူတွေနဲ့ရင်ပါပြီးတော့မှလူတွေသွားအောင်နောက်ကိုလိုက်နေကြခြင်းဖြစ်တယ်အခုလည်းကြည့်ပါအောင်ဘာကြီးအောင်တို့ကရေဝက်အထင်နဲ့လိုက်လာကြတဲ့လင်းပြန်မောင်နှံကဘာကြီးအောင်တို့လှေကသူတို့နောက်ကိုတပေါင်းပေါင်းလောက်ကပ်ပြီးရောက်လာပြီးမြဲသူတို့ကတော့မြင်စားမပြတ်ကြဘူးရေပြင်းမှသာပျော်မြူးလို့သာလင်းမြမောင်နှံကိုရေဝက်သားမိနှကောင်တင်ပြီးဘင်္ဂလားပင်လယ်မှာသည်ရံပြမောင်ရေလက်ကြားအထိမောမောပမတ်နဲ့လိုက်လာကြတဲ့ဘာကြီးအောင်တို့ကလင်းမြမောင်နှံကိုဥပကပြုပြီးတော့မှလေဦးကမောင်ကျွန်းဘက်ကိုတပံပြန်လှည့်လိုက်ပြန်ပါတယ်လင်းမြမောင်နှံကျွန်းတို့မောက်ကိုပျော်မြူးပြီးစားတော့နေကြတဲ့မြေအုပ်ကိုဖမ်းယူနေတဲ့မြေပိုက်ကလည်းသူတို့မှပါမလာကြဘူးသူတို့မှပါလာတဲ့နိုင်လုံဘက်ကရေဝက်ဖမ်းဖို့ဖြစ်တဲ့ပိုက်ကြီးတာပဲညာဦးကပဲရေဝက်ဖမ်းဖို့လို့အမောင်လန်းကလေးတဲ့ရွာကထွက်လာခဲ့ကြတဲ့ဘာကြီးအောင်တို့ကအခုလည်းမိုးမလင်းခင်မှာပဲအမောင်လန်းကလေးတဲ့ရွာကိုပြန်ခဲ့ကြရတယ်သူတို့ဖမ်းဆီးလို့တဲ့ရေဝက်ကိုတော့ယနေ့ညမှလည်းဖမ်းမရခဲ့ကြပါဘူးပလင်ချိုင်ထဲမှာတက်လိုင်းနဲ့ကြာလိုင်းတန်တွေကတတော်တော်ဆူညံ့နေတယ်။ချိုင်မေးပတ်လည်မှာလူတရက်နှစ်ရက်လောက်အမြင်ရှိတဲ့ကြောက်ဆောင်ကြောက်တန်းတွေကိုပင်လယ်ပြင်ကလိမ့်တက်လာကြတဲ့လိုင်းကောင်းပြူတွေကအစမပြတ်အော်ပြီးရိုက်ခတ်နေကြတယ်။ကြောက်ဆောင်ကိုရိုက်ခတ်နေကြတဲ့လိုင်းကောင်းပြူတို့ကိုအလုံးကွဲပြီးဘေးကိုဆင်းထွက်သွားကြတဲ့အခါကြောက်ဆောင်ကြောက်တန်းတွေပေါ်မှာရှိတဲ့ရေခွက်ရေနေတဲ့မှာငါးသိငါးငယ်လေးတွေကိုရှောက်ပေးကောက်စားနေကြတဲ့ဗျမ်းပြူတို့ကရေလိုလိုက်လို့ရာကိုနေရာကိုရှောင်ပြေးငါရုပ်တည်ဖြစ်နေကြတယ်။ဒီအင်းနေချင်းကဒီကြောက်ဆောင်ကြောက်တန်းတွေကပင်လယ်ထဲမှာနေမြုပ်နေကြတော့ဒီအကြကိုသတိမထားမိဘဲနဲ့ပျော်မြူးနေကြတဲ့ငါးတွေဟာယခုခါမှာကြောက်ဆောင်ကြောက်တန်းတွေပေါ်မှာရှိတဲ့ရေခွက်ရေငယ်တွေထဲမှာတင်ပြီးဗျိုင်းတွေအစာအာဟာရဖြစ်နေကြပြီကြောက်ဆောင်ကိုထိပြီးအလုံးကွဲစင်ထွက်လာတဲ့ပင်လယ်ဒီလိုင်းတွေကြောင့်ရုပ်တည်ဖြစ်နေကြတဲ့ငွေဗျိုင်းပြူတွေကိုငေးကြည့်ပြီးတက်လိုင်းကဦးကြလိုင်းစုဗျိုင်းပြူတဲ့ပင်လယ်ပေါ်မှာပြန်ကဝဲကဝမ်းရည်တွက်တာဆိုတဲ့ရခိုင်ကြီးလက်ကပြတစ်ပိုင်းတစ်စားကိုဘာကြီးအောင်ကသတိရလျက်ရှိနေတယ်အမှန်ကတော့ငွေဗျိုင်းပြူများတာမဟုတ်ဘာကြီးအောင်မှလည်းဝမ်းရည်အတွက်လုံးပန်းမှုဤပလင်ချိုင်ကိုရောက်လာခြင်းဖြစ်တယ်ဒါပေမဲ့ဗျိုင်းတွေလိုအဖော်ပေါင်းတွေတော့မဟုတ်ဘူးသူကတယောက်တည်းသာဖြစ်ပါတယ်
ရေဝက်ဖန်စီရေးလုပ်ငန်းကိုဘာကြီးအောင်တို့ကရခင်တလလောက်ကပင်စာပြီးလုပ်ကိုင်ခဲ့တယ်။ဒါပေမဲ့အခုဒီသူတို့ခံမှန်းထားကြတဲ့ရေဝက်တွေကိုဖမ်းမမိနိုင်ကြသေးဘူး။အပြောကျလာတဲ့ဘင်္ဂလားပင်လယ်ပြင်မှာရေဝက်တွေသွားလန်းလာလန်းကိုနေ့ရက်တစ်ခါ၃ရက်တစ်ခါတွေ့ကြရပြီမဲ့ဒီကမ်းခြေတစ်လျှောက်မှာချမ်းချောင်းတွေကလည်းပေါ်များလာတော့ဖေချမ်းကိုတမ်းမှန်းပြီးတော့မှအခုဒီဘာကြီးအောင်တို့အတိအကျခံမှန်းလို့မရနိုင်သေးဘူး။တနေ့ကလည်းလင်းပြန်အထီးမှနှကောင်ကိုရေဝက်သားမိထင်လို့လိုက်ကြတော့အမောသာဖတ်တင်ခဲ့တယ်။ဒီလိုကြောင့်လည်းဘာကြီးအောင်နဲ့လုပ်ဖို့ကံပတ်တွေဖြစ်ကြတဲ့မောင်တီထွန်းကျော်ချင်းနဲ့လှဘော်တို့ကဒီလုပ်ငန်းကိုလုံးဝစိတ်ဝင်စားကြတော့ပဲနဲ့ဘာကြီးအောင်သွားခွင့်အကြောင်းမျိုးပြပြီးရှောင်နေကြတယ်ဒီတငယ်ဒီရေဝက်ဖမ်းလုပ်ငန်းကိုစိတ်မပါကြတော့မှကောင်းစွာတည်ထားပြီးဖြစ်တဲ့ဘာကြီးအောင်ကဖေချမ်းတွေကိုရေဝက်တွေဝယ်ထွက်ရှိတယ်ဆိုတော့ကိုတယောက်ထဲလာပြီးထောင်လှမ်းနေတာဖြစ်တယ်ဘာကြီးအောင်ရဲ့အကြံစီးကအာကာလာညအချိန်မှာပင်လယ်ပြင်မှာရေဝက်တွေသွားလာကိုနောက်ခံလိုက်ရှာပြီးချိုင်းချောင်းမှာလောင်ဖမ်းရမယ့်အစားဖေချမ်းကိုရေဝက်တွေမှန်စားတဲ့တောက်တတာကိုတီးမှမောင်တီလှဘော်နဲ့ထွန်းကျော်ကြီးတို့ကိုခေါ်ပြီးတော့မှအာကာလာညအချိန်မှာချင်းတီပေါလာဖမ်းမှုဖြစ်တယ်ဒီလိုမဟုတ်ရင်တို့ကိုခေါ်မရပြောမရတဲ့ချင်းတွေကိုဆက်ရောက်နေတယ်မို့ဒီလိုကြံစီအားထုတ်နေရတာလည်းဖြစ်ပါတယ်ဒီအကြံစီတွေကြောင့်လည်းပဲဘာကြီးအောင်ကလူငယ်တွေကိုမခေါ်တော့ဘဲနဲ့တယောက်တည်းရေဝက်ကင်းထားဖို့ပလင်ချိုင်ထဲကိုရောက်ရှိလာခြင်းဖြစ်တယ်ပလင်ချိုင်ရေစက်ကိုဘာကြီးအောင်ဆင်းလာတယ်ဘာကြီးအောင်ကိုမြင်တော့အစာရှာစားနေတဲ့ငွေပြိုင်းပြူတွေကခုံစွာနဲ့အတော်ဝေးကိုရှောင်ပြေးသွားကြတယ်ဒီပလင်ချိုင်မှာရွာနဲ့ဝေးတဲ့အတွက်လူသူ၄ပါးကလည်းအကြပေါက်နေပြီးတိတ်ဆိတ်နေတယ်ဒီချိုင်ကိုနှက်ကြီးတယ်ရေသူမှများပင်ရှိတယ်လို့ယူဆကြတဲ့အတွက်တာမရွာသားများပင်ဤချိုင်ထဲကိုသားငါးဆိုင်မလာရဲကြဘူးဘာကြီးအောင်တို့ငယ်စဉ်ကဆိုရင်ဤချိုင်နဲ့ပတ်သက်တဲ့ရေသူမပုံမြင်တစ်ခုကိုလည်းအပူဖွားတွေပြောပြပြီးဘာကြီးအောင်ကြားဘူးနာဝါရှိထားတယ်အမှန်ကတော့ဤချိုင်နဲ့ပတ်သက်တဲ့ရေသူမပုံမြင်ဆိုရင်ဘာကြီးအောင်သာမဟုတ်သူတို့တရားလုံးမှာရှိတဲ့လူကြီးလူငယ်လူရည်လူလက်မရွေးအားလုံးကြားဘူးကြားသူတွေကြီးဖြစ်တယ်ဒီချိုင်နဲ့ပတ်သက်ပြီးတော့မှဘူဖွားတွေပြောပြတဲ့ရေသူမပုံမြင်ကစွပြန်ဝဲရမရှိဘဲနဲ့အမှန်တကယ်သာဆိုရင်အံ့ဩရှင်နာဝေးရတာရှေးဘဝီသနီကဤပလင်ချိုင်ထဲမှာရှိတဲ့တောင်ကြီးမှာတဲကလေးတစ်လုံးဆောက်ပြီးတော့မှတန်ငါလုပ်ငန်းနဲ့အတန်မုန်းကြောင့်ပြောရတဲ့မောင်ရွှေဒီဆိုတဲ့တန်ငါတွေတယောက်ရှိခဲ့တယ်မောင်ရွှေဒီကနေ့စဉ်နဲ့မြအာကာလညအချိန်မှာဒီပလင်ချိုင်ကိုလာပြီးကွန်ပျူတာတက်သူကွန်ပျူတာလို့ရတဲ့သားငါးတွေကိုရွာနေချုပ်ဆက်ရွာတွေမှာလှည့်ရောင်းချရင်ကတန်မုန်းကြောင့်ပြုနေတယ်အလုံးမောင်မိုက်တဲ့အာကာလတညမှာမောင်ရွှေဒီကဒီချိုင်မှာကွန်ပျူတာရင်ကရေသူမတစ်ကောင်ကိုပိုက်ကွန်နဲ့ညှိပြီးဖမ်းဆီးရလာခဲ့တယ်မောင်ရွှေဒီကအလွန်တရာလှပတဲ့ရေသူမကိုသူ့တဲအိမ်မှာပင်ထားပြီးသားများဖြစ်ပေါင်းသိနေထိုင်ပြီးတော့ခလေးနှစ်ယောက်ပင်မွေးဖွားတဲ့ကာလကိုရောက်ခဲ့တယ်မောင်ရွှေနီးရဲ့ဇနီးရေသူမကမောင်ရွှေနီကွန်ပျူတာပင်လေကမ်းခြေကိုညတိုင်းလိုလိုက်ပါလေးရှိတယ်တင်ကြမှာပလင်ချိုင်မှာကွန်ပျူတာကမောင်ရွှေနီကသူ့ဇနီးရေသူမကိုမင်းကငါဒီနေရာကရခဲ့တာပဲလို့အမှတ်မတင်ပြမိလေတော့ရေသူမကဗီဇာစိတ်ချက်ချင်းပြန်ဝင်ပြီးအဲ့ဒီနေရာကမင်းရေကိုဝုန်းကနေခုံချပြောက်ခဲ့သွားတယ်ဇနီးကျော်လေးရေသူမကသူနဲ့သူသားသမီးတွေကိုပြစ်ပြီးသွားတော့မောင်ရွှေနီကမစားနိုင်မအိမ်နိုင်ဒီပလင်ချိုင်ကိုနေ့စဉ်လာပြီးမိုင်းတွေ့နေတတ်တယ်ညခါမှဆိုရင်လည်းသူဇနီးကိုပြန်တွေ့လို့တွေ့ညာဒီချိန်မှာပဲအမြဲတမ်းကွန်ပျူရှာနေတတ်ပါတယ်သို့တော်လေရေသူမကိုတော့ပြန်ပြီးမတွေ့ရတော့ဘူးဇနီးတဲ့ရေသူမကသူ့ကိုပြစ်ပြီးသွားပြီး၄-၅လလောက်အကြာတနေ့မှာသူ့ဇနီးရေသူမကိုကြောက်ပြတစ်ခုပေါ်မှာမနဲ့စောစောနေစားလုံနေတာကိုတွေ့ရတယ်အဲ့ဒီခါမှာမောင်ရွှေနီကဝမ်းသာရအော်ခေါ်ပြီးရေသူမရှိကြောက်ပြဘကိုပြေးသွားရေသူမကရေထဲကိုချက်ချင်းခုန်ချပြေးသွားတယ်မောင်ရွှေနီကဇနီးတဲ့ရေသူမစောနဲ့ရေထဲခုန်ချလိုက်တော့ငမန်းကြီးတွေကပြီးတည်သွားတယ်ဘဝပြောင်းသွားတဲ့မောင်ရွှေနီကအခုကအီပလင်ချိုင်မှာပဲသူ့ဇနီးရေသူမကိုတွေ့လို့ရညာယခုထိကွန်ပျူတာရှာနေတုံးလို့ရွာသားတွေကပြောကြတယ်ဒီအချိန်မှာနေ့လည်နေခင်ကွန်လာပြစ်ပူးတဲ့တငါးတွေကတော့သူတို့ဒီဘက်ကြောက်ဆောင်အစာမှာကွန်ပျူတာနေမောင်ရွှေနီကဟိုဘက်ကြောက်ဆောင်အစာမှာထရှော့ရှော့နဲ့ကွန်ပျူတာပြီးသူ့ဇနီးရေသူမကိုရှာပြီးအော်ခေါ်နေတန်ကြားရတယ်လို့တငါးတွေကြီးတွေကပြောကြတယ်ဒါတွေကိုသတိရပြီးတော့မှဒီပလင်ချိုင်ကိုရေဝက်ထောက်လမ်းမှုရောက်နေတဲ့ဘာကြီးအောင်ကအလိုလိုကြောက်စိတ်တွေကဝင်လာတယ်ကြောက်ဆောင်ကြိုကြားကမောင်ရွှေနီကွန်ပျူတာနေတန်ကိုလည်းအလိုလိုကြားရောက်မိတယ်လို့ဒါပေမဲ့မောင်ရွှေနီကွန်ပျူတာနေတန်လို့တငါးတွေပြောကြတာကသူတို့ရာကလောကတဲ့ကျောင်းဆရာကလေးပြောတယ်လို့ကြောက်ဆောင်ကြောက်တန်းတွေကိုလိုင်းကောင်းမျိုးတွေကလာရက်ခတ်ပြီးတော့မှလိုင်းကောင်းကွဲလို့ရွှဲကနေမြည်သွားတဲ့အတန်တာဖြစ်ရမယ်လို့သူစိတ်ကိုသူတင်းပြီးချိန်ထဲကြီးအဆက်ကိုဆင်းလာတော့တယ်ရေပေါင်လေးလောက်နဲ့တဲ့ကြောက်လိုက်အစကိုရောက်တဲ့အခါကြောက်တုံးကြောက်လုံးတွေကြိုကြားကထွက်ပေါက်နေကြတဲ့ပင်လယ်မြက်ပြင်နဲ့ရေမော်ပင်တွေအပိုင်းပိုင်းပြတ်ပြီးထောင်းလမောင်းကြည်နေကြတာကိုတွေ့ရတော့ဘာကြီးအောင်ကတိုင်းမသိဝမ်းသာသွားတယ်ဒီလိုလောလောလတ်လတ်ပန်းပြတ်နေကြတဲ့ပင်လယ်မြက်နဲ့ကြောက်မော်ရင်းကြီးပင်တွေကိုကြည့်ချင်းအပြင်ညကရေဝက်တွေအီချန်ကိုတက်စားသွားကြောင်းကထင်ရှားနေတယ်ရေဝက်တွေကရေပြိုင်ဘေးမှာရှိတဲ့ပင်လယ်ရေမော်ပင်တွေကိုညခါမှလာပြီးစားကြတယ်ရေဝက်တွေကိုလုံးနဲ့ဒိုးလန်တိုက်စားထားတဲ့အတွက်တချို့ကြောက်လုံးတွေကအတော်ရွေးချာဖြစ်နေတဲ့ပြင်ကျွန်းတို့မှကိုမဖြစ်နေကြတယ်ဒါတွေကိုကြည့်ချင်းအပြည့်ပင်လယ်မော်ပင်တွေနဲ့ရင်းကြီးပင်တွေပေါ်များနေတဲ့ဒီပလင်ချန်ကိုဒီကနေ့ညမှာလည်းရေဝက်တွေလာကြလိမ့်မယ်ဆိုတာကိုအတက်သိတဲ့ဘာကြီးအောင်ကဝမ်းသာရတဲ့အိမ်ကိုပြန်လာတယ်ညကျရင်မောင်တီထွန်းကျော်ချင်းနဲ့လှပေါ်တို့ကိုခေါ်ပြီးတော့မှဒီချိန်မှာရေဝက်လာဖိုင်မူချရမယ်လို့စိတ်တွေကတွေးတောပြီးအကွက်ချလာမိတယ်ဆောင်းလိုက်အစားပြတော့ပင်လယ်ပြင်မှာနှင်းတွေကမှုန်နေတယ်မိုးတက်ကကြေပြောင်တို့ကိုပဲတစ်ချက်သာမြင်ရတယ်မြောက်လီချမ်းကြောင့်ပင်လယ်ပြင်ကပြေးသွားနေကြတဲ့နှင်းမုန်တွေကလေးခွေရပလင်ချိုင်ထဲမှာတတိုင်းခန္ဓာကြီးပေါ်မှာလေးခွေကအုပ်ဆိုင်ဖွဲ့ကရက်တည်နေကြတယ်စုံဆိုင်ပိမ့်ပိမ့်နေတဲ့နှင်းပြတတိုင်းကြီးကိုတိုးဝေပြီးဘာကြီးအောင်နဲ့မောင်တီထွန်းကျော်ကြီးလှပေါ်တို့ကလေးလည်2000သားရှိတဲ့လင်းငယ်ကလေးပတ်ပတ်နဲ့
ပလင်ချိုင်ကန်းဆက်ဘက်ကိုတရွေ့ချင်းကပ်ပြီးရေဝက်ဖမ်းမှုလာနေကြတယ်ဒီတစ်ခါတော့ရေဝက်တွေကိုတည်ရအရှင်ရဖမ်းဆီးပြီးသူတို့အားလုံးသဘောတူထားကြတယ်ဒါကြောင့်လည်းသူတို့လေပေါ်မှာရေဝက်ဖမ်းမှုနိုင်လပိုက်အပြင်မိန်တာတန်ကြုံတန်ခတ်စားတဲ့လက်နက်ကရိယာတွေကိုအစုံလင်ယူလာကြတယ်သူတို့ကအစားကရေဝက်တွေကိုအရှင်ဖမ်းမိနိုင်ရင်ကြီးကြီးငယ်ငယ်တကောင်ကို300ပေးမယ်လို့မြို့ကအရာရှိကြီးကိုယ်တိုင်ပြောထားတယ်တော့အရှင်ဖမ်းမှုကြိုးစားခဲ့ကြတယ်မြို့ကအရာရှိကြီးကိုယ်တိုင်ပြောပြထားတဲ့အတွက်အရှင်ဖမ်းမှုကြိုးစားခဲ့ကြတယ်ဒါပေမဲ့ရေဝက်တကောင်ကိုရေထဲကအရှင်ဖမ်းယူရေးကတရားလုံးမှာရှိတဲ့လူတွေနဲ့ပင်လယ်ကမ်းခြေတစ်လျှောက်မှာရှိတဲ့တန်ငါသည်ကြီးတွေပြောပူးကြသလိုမလွယ်ကူလာကြောင်းသူတို့သဘောပေါက်ထားပြီးပြီရေဝက်ကိုအရှင်ဖမ်းရေးသူတို့လုံးပန်းလာခဲ့ကြတာကမိုးနှောင်းကာလကပင်ဖြစ်တယ်ရာသီချိန်မှာရေခုကဆောင်းဦးတို့ပင်ရောက်လာပြီဖြစ်ပေမဲ့ရေဝက်တွေကိုတော့ထင်သလောက်မမိနိုင်ကြသေးဘူးကြားတော့ရေဝက်ဖမ်းသမားတွေကထမင်းငကြတော့မလို့ဖြစ်လာကြတယ်အိန္ဒုတတဇနီးမယားတွေကလည်းဆူလာပူလာပြီတခြားတန်ငါသည်တွေဘယ်ကမှမလုပ်ကြတဲ့ရေဝက်ဖမ်းလုပ်ကိုလုံးမိကြတဲ့သူတို့ကလူမိုက်တက်တက်လို့ဖြစ်နေကြပြီဒါကြောင့်လည်းအခုကဝါကြီးအတွက်ရေဝက်တွေကိုအတေးရအရှင်ရသူတို့ဖမ်းကြတော့မှဖြစ်တယ်သူတို့ရဲ့လီလော်လာတန်ကဒုတိယညင်သာလွန်လာတယ်ရေပြင်းနဲ့လွတ်တက်တို့ရဲ့အထီးတန်ကိုပင်ဒလန်ဒလန်အဝေးကမကြားရအောင်ပညာသားလည်းပါလာတယ်ရေဝက်ဖမ်းရမှာဒီလိုပညာပါမှာအတွေ့အကြုံရှိသားမှလည်းဒေါ်ကကြတယ်ကဲပိုက်စားချရောက်ဟိချိုင်ဝါကိုရောက်လာကြပြီပလင်ချိုင်ဝါကိုရောက်ပြီဆိုတာနဲ့တပြိုင်နက်ဘာကြီးအောင်ကပိုက်ကိုစားချဖို့ပြောတော့တယ်ခဲဆွဲထားတဲ့အောက်စားနဲ့ညံဖို့ပါတဲ့အပေါ်စားတို့မမရွင်ရအောင်နိုင်လွန်ပိုက်ကိုစားပြီးချသူကတော့မောင်ထီးလှပေါ်နဲ့ထိုးကြော်ကြီးတို့ကလီကိုတရွေ့သွားအောင်လုပ်ခဲ့ကြပြီးဘာကြီးအောင်ကခန်းငယ်ပုံတရံချိုင်ကိုဝိုင်းမီအောင်လုပ်ပဲခံပြီးကြတယ်တဲတော်လန်နာတရားကျော်ရှိလျားတဲ့နိုင်လွန်ပိုက်ကိုပင်လေရဲကိုပြစ်ပြီးတော့မှမပြီးခင်မှာချိုင်ဆရေမြေပေါ်ကတကောင်နဲ့တကောင်တကြီးကြီးအော်မီအတန်ပေးလို့ပြေးထွက်လာကြတဲ့ရေဝက်အုပ်ကိုအမောင်ထဲမှာဖွေးကနေဖွေးနေလမ်းမြင်ကြတော့ဘာကြီးအောင်တို့ကချက်ချင်းပြလောင်ခတ်သွားကြတယ်ဟေးရေဝက်တွေပြေးထွက်လာကြပြီမြင်မြင်ချအစကရေဝက်အုပ်ကလူတန်တက်တန်ပေးလိုက်မှခြံပြားအစကခြံဝါကိုပြေးထွက်လာကြလိမ့်မယ်လို့ထင်ခဲ့ကြပေမဲ့အခုတော့ရေဝက်တွေကလူနဲ့ရရုံနဲ့ခြံဝါကိုပြေးထွက်လာကြပြီပိုက်ကလည်းခြံဝါကိုလုံးလုံးချင်းမချမိနိုင်သေးဘူးခြံဝါမြောက်ဘက်ကရေပြင်ကိုရောက်နေကြတဲ့ဘာကြီးအောင်တို့ကိုမြောက်လီကိုရွှေရမိတဲ့ရေဝက်တွေကလူနဲ့ရသွားတော့ချက်ချင်းအတန်ပေးပြီးပြေးထွက်လာကြတာဖြစ်တယ်ရေဝက်၄-၅ကောင်ပါတဲ့အုပ်ကမကြခင်မှာပဲခြံဝါမှာပိတ်ပြီးချထားတဲ့ဘာကြီးအောင်တို့ပိုက်ကိုလာတိုးတော့တယ်ခြံဝါမှာရေရဲ့အတိနက်ကလူတရက်ကျော်သာဖြစ်တဲ့အတွက်ဆယ်တော်ကျော်အစောက်ရှိတဲ့နိုင်လပိုက်ရဲ့အောက်ကြီးစားကမြေမှာလူးနေပြီဒါကြောင့်လည်းပြလောင်ခတ်ပြီးတော့မှပြေးထွက်လာကြတဲ့ရေဝက်၄-၅ကောင်ရဲ့တိုးအားကြောင့်မလို့နိုင်လပိုက်ကချက်ချင်းတင်းတင်းရင်ဖြစ်သွားပါတော့တယ်ပိုက်စားပြီးမင်းတို့လှော်တွေရက်လိုက်ကြပိုက်ကျိုးတစားကိုတော့မြင်မြင်ဆွဲထားကြမလွတ်ကြစီနဲ့ဟိုမှာတကောင်ခုံထွက်သွားပြီဘာကြီးအောင်ရဲ့တန်မဆုံးခင်မှာရေဝက်တကောင်ကပိုက်တန်းကိုခုံကျော်ပြီးပင်လယ်နယ်ကိုပြေးထွက်သွားကြမောင်ထဲမှာဖွေးကင်းနဲ့မြင်ရတယ်နိုင်လပိုက်မှာမိနေကြတဲ့ရေဝက်၄-၅ကောင်ကဥတီယာမရှိတူးပြေးနေကြတော့ပလင်ဆိုင်ဝါမှာရေပန်းရေမာတွေပလုံစီထားပြီးရုပ်တဲ့ဖြစ်နေကြတယ်ပိုက်မှာမိနေတဲ့ရေဝက်၄-၅ကောင်ကတောင်တကောင်မြောက်တကောင်ပိုက်ကိုတိုးပြေးနေကြတော့ဘာကြီးအောင်တို့လှီနဲ့နိုင်လပိုက်ကအခုချိန်ထိပင်လယ်ပြင်တဲ့ရွေလျားပါသွားခြင်းမရှိသေးဘူးချိုင်းဝါရေပြအိမ်ထဲမှာသာဘလုံးပတိနဲ့တဝဲလေးဖြစ်နေတယ်အမှန်ကဒီလိုအချိန်ကြီးကဘာကြီးအောင်တို့ရေဝက်ဖန်သမားတွေအတွက်ခေါင်းတဲ့ချိန်ကြီးမဟုတ်ဘူးနိုင်လပိုက်ကရေဝက်တွေတိုးပြေးသလိုပင်လယ်ပြင်တဲ့ရွေလျားပါသွားမှဖိုင်အောင်စားကအပေါ်ကိုရေဝက်တိုးပြေးခြင်းနဲ့ပြန်တက်လာပြီးအိမ်လိုင်းလုံးကြီးတွေကတခါရိုက်ပုတ်လိုက်ပြန်တဲ့ကနောက်တစ်ပတ်ရေအောက်ကိုရောက်သွားရပြန်ပြီးရေဝက်ရဲ့ကို3လီတာရစ်ပတ်လုံထွေးသွားဖို့လိုပါတယ်ရေထဲမှာကျွမ်းသွားတွေတက်တာမှခွန်အားပလာကြီးမားတဲ့ရေဝက်တွေကိုဒီလို3လီတာရစ်ပတ်မိနေမှဖမ်းဆီးလို့ရနိုင်တယ်ဒါမှမဟုတ်ရေဝက်အားကိုမခံနိုင်လို့ပိုက်ပေါက်သွားမှာကအမှန်ပဲဒါကြောင့်လည်းအခုဘာကြီးအောင်တို့ရဲ့ပိုက်စားကမြေအောက်မှာတရွတ်တိုက်လူပါနေပြီးပိုက်အောက်ကြီးကရေနဲ့မြေမလွတ်တဲ့အခါဘာကြီးအောင်တို့ကရေတမမှဖြစ်နေကြရတယ်ဓာတ်တဲ့ဆိုးတဲ့ကဥဒိယမရှိတိုးပြေးနေကြတဲ့ရေဝက်တွေကြောင့်ပိုက်ရဲ့အောက်ကြီးကခြံအစရှိအောက်က6ဆောင်6ဆွနေနဲ့ညှိပြီးပိုက်ကျိုးပြတ်သွားမှလည်းဆိုးရတယ်ရေပင်ထဲမှာပိုက်နဲ့ထွေးညှိပြီးတော့မှထွေးယူသူတဲ့နဲ့ရေပင်ပေါ်ကိုခုန်တက်လာတဲ့ရေဝက်ကြီးတစ်ကောင်ကနိုင်လပတ်အတင်းနဲ့တုံးဝင်နေကြည့်တဲ့ပြန်ကျသွားပြန်တယ်ဒီအခါမှာရေဝက်ကြီးကအမီးနဲ့လှမ်းခတ်ခံကြောက်ပြစ်ခဲ့တဲ့ရေလုံးကြီးစံဒီကအပေါ်ကိုတလန်မြင့်တက်သွားပြီးအမောင်ထဲမှာဖွေးကင်းတဲ့ရေပန်းပွင့်ကြီးတွေပွင့်သွားတယ်ကဲထိုးထီအောင်ထိုးနီးရထီအောင်ကိုထိုးရေဝက်တွေကဥတီချမ်းမရှိတိုးပြင်းနေတဲ့ပိုက်ကျိုးစားကိုလက်နဲ့တအားဆွဲကန်ပြီးမောင်ထွေးကနီးရရေဝက်ကိုမိန်လန်ကတ်တွေနဲ့လမ်းထိုးဖို့ထွန်းကြော်ချင်းနဲ့လှပေါ်တို့ကိုသတိပေးတယ်ဘာကြီးအောင်ကတော့လင်းငယ်ကိုထိမ့်ပေးထားတယ်အမှန်ကလိတ်ထိုးချင်းရေဝက်ထိုးချင်းတို့ကလေကိုညင်အောင်ရေပေါ်မှာမျောထားပြီးမှလူကမမက်ရက်ပြီးထိုးရတယ်ထိုးမဝင်ထိုးအောင်မကောင်းတော့အခွန်မအရေးထူတဲ့လိမ့်နဲ့ရေဝက်တို့ကိုလှမ်းကတိုးမပေါက်ဖြစ်တတ်တယ်ပြီးတော့လေပေါ်ကလက်လွတ်စပယ်လမ်းထိုးလိုက်တဲ့လန်တန်မိန်တန်ဒီကလည်းဘဲလဲပြမှာတတော်တော်နဲ့တိုက်ခတ်နေတဲ့လေတန်လျက်လေကျော်နဲ့အဆုံကြဖို့လိုသေးတယ်လေတန်လျက်လေကျော်နဲ့အဆန်ဖြစ်နေလေပေါ်ကလူကမိတို့ပင်တအားလှမ်းထိုးပြပြီးမြဲမင်းသွားလန်တန်တွေကလေတန်နဲ့ထိပြီးအာရင်ကုန်သွားတတ်တယ်သို့မဟုတ်မှန်းရကိုတဲတဲမသွားဘဲနဲ့မမျော်လင့်ရကိုချော့သွားတတ်တယ်ရေပြမှာနိုင်လပတ်နဲ့ညှိတွယ်ပြီးရေမုန်းနေတဲ့ရေဝက်တွေကအသက်ရှူရရေပြမကိုရှူကနေရေမုတ်တန်ကြီးနဲ့အတူပေါ်လာကိုလေပေါ်ကမတ်ရရက်ပြီးတအားကုန်လွဲထိုးလိုက်မယ်လို့အာယူရင်ကလေငယ်ကမငြင်တော့ထွန်းကြော်ချင်းနဲ့လှပေါ်တို့ကလေပေါ်နဲ့ကိုတပိုင်းပိုင်းလဲကျနေကြတယ်ရေဝက်၄-၅ကောင်ဥတီယာမရှိပြေးလွှားနေတဲ့နိုင်လွန်ပိုက်ကျိုးစားကိုမောင်ထွေးကလေပေါ်ကနေတအားလှမ်းဆွဲထားတော့လေငယ်ကစောင်းကြီးတကားတဲ့ကြီးတလဲနဲ့ငိမ့်သက်တက်မအောင်ထိန်းချောင်းပြုပြင်ပြီးမရဖြစ်နေပါတော့တယ်စောင်းလာပင်ပြစ်ပင်မဲ့ပါကြီးအောင်တဲ့တကွာမောင်ထွေးလှပေါ်ထွန်းကြော်ကြီးတို့ကချွေးတီးတီးကျနေပြီ
ဟဲ့ကောင်မတ်တရလို့မရရင်ထိုင်ပြီးနီးရကောင်ကိုထိုးလေဘော်ကလူတွေကရေတွေကရေဝက်တွေပါစောက်တီရမရဖြစ်နေတာကိုကြည့်ပြီးလေဝမ်းပိုက်တဲ့တပိုင်းမဲ့နဲ့လဲကျနေတဲ့လှပေါ်နဲ့ထွန်းကျော်ကြီးတို့ကိုဘာကြီးအောင်ကစိတ်မရှိသလိုအော်ဟစ်သတိပေးတယ်အခောက်မှာအရေးတူတဲ့ရေဝက်တွေကိုထိုးရန်ဆိုပြီးတည်တံ့ချွန်မြနေအောင်သွေးတိုက်ထားတဲ့လန်တန်မိန်တန်တွေကတရှက်ရှက်အတမ်းပြီးလေကြောကိုပြေးထက်လို့အနီးကဆိုရေဝက်တကောင်ကိုထိုးမိသွားတယ်လှပေါ်နဲ့ထွန်းကျော်ကြီးတို့တအားကိုပြေးထိုးလိုက်ကြတဲ့လန်သွားလန်တန်ဒီထိမှန်ကန်တဲ့ရေဝက်တကောင်ကဘွားကနေရေဝက်တန်ကြီးနဲ့အတူအထိတ်တလန့်ရေပေါ်ခုန်တက်ပြီးဖုံးနဲ့ကြီးတဲ့ကိုပြန်ကျသွားတယ်ပိုက်ကျိုးကတင်းနေပြီမို့လို့ဒီဝဲကမတူတာတော့ဘူးဒီလိုနဲ့ပဲဘာကြီးအောင်ကလီကိုထိန်မောင်တီကပိုက်ကိုဆွဲလှပေါ်နဲ့ထွန်းကျော်ကြီးတို့ကလီနဲ့အနီးစစုံရေထဲကအပေါ်တက်လာတဲ့ရေဝက်တွေကိုမိန်လက်ခဏနေတဲ့ချောင်းမီတစ်ချောင်းလှမ်းထိုးရင်းကခြံတစ်ဘက်ကအစာကြောက်ဆောင်နာကိုလုံးလုံးထွေးထွေးနဲ့ရောက်လာကြတယ်အပေါ်မှာလူတရက်နှစ်ရက်လောက်မြင်မနေပြီးရေအောက်မှာ3-4-5ပြီလောက်ရှည်လျားစွာနဲ့အစွန်းထွက်နေတဲ့ကြောက်စွန်းတဲ့နိုင်လွန်ပိုက်ကဖိုက်ကြီးအောင်တို့ဆွေရင်ခဲ့ကြသလိုညှိလိတဲ့အခါပိုက်မှာရေဝက်တွေဆွဲပြရကိုလုံးဝရှောမပါတော့ဘဲနဲ့တင်းတင်းရင်းဖြစ်ပြီးပိုက်ကျိုးပြက်လို့နိုင်လွန်ပိုက်တစ်ပုံလုံးနှက်ရှမ်းတဲ့ပင်လယ်ပြင်တွေကိုရေဝက်တွေနဲ့တူပါသွားရင်တော့ငွေ3-4တောင်ပင်လယ်ထဲလွတ်ပြကြတာနဲ့ဘာမှထူးမှမဟုတ်ဘူးဒါကြောင့်လေတာဝန်ခံဖြစ်တဲ့ဘာကြီးအောင်ကလီငယ်ကိုထင်းရင်ကစိတ်ထဲမှာတတင်းနေဖြစ်နေတော့တယ်သွေးသွေးတဲ့နဲ့တအားခေါင်ထိုးရုံးကန်နေကြတဲ့ရေဝက်တွေအားကိုမခံနိုင်တော့နိုင်လွန်ပိုက်ပေါက်ပြီးတော့မှမိနစ်ပိုင်းတည်းမှာရေဝက်3-4ကောင်ကတစ်ကောင်ပြီးတစ်ကောင်လွတ်ထွက်သွားကြပြန်တယ်ထွန်းကျော်ချင်းနဲ့လှဖို့တို့မိန်းနဲ့လမ်းထိုးထားတဲ့ရေဝက်ကြီးတစ်ကောင်သာမိန်းတလန်းနဲ့မပြေးနိုင်မနဲ့ရေပေါ်ထားခုံလိုက်ရေထဲပြန်ကျသွားလိုက်နဲ့ယူမီဝိုင်းဖြစ်နေတယ်နိုင်လွန်ပိုက်နဲ့ညှိတွယ်နေတဲ့အပြင်မိန်းနဲ့လည်းလမ်းထိုးထားခြင်းခံနေရတဲ့ရေဝက်ကြီးကိုထွန်းကျော်ကြီးကနောက်ထပ်မိန်းတစ်ချောင်းနဲ့လမ်းထိုးလိုက်ပြန်တယ်ဒါပေမဲ့အဲ့ဒီမိန်းကလေတံလျက်နဲ့ထီလို့လွဲချော်သွားတယ်မိန်းနဲ့လမ်းထိုးခံတဲ့ရေဝက်ကြီးနဲ့လေငယ်ကြားကဖုံးကနေရေပွက်တန်ကြီးတစ်ခုရုပ်ကြီးပေါ်လာတယ်ဒီရေပွက်တန်ကြီးရဲ့အဆုံးမှာတော့လူကြီး2ယောက်ဘက်လောက်ရှိတဲ့ဝမ်းဝိုင်းပြပြရေတရဝါကြီးတစ်ကောင်ကရေထဲကခုန်ထလာပြန်တယ်အဲ့ဒီရေတရဝါကြီးရေထဲကိုဝုန်းနဲ့ပြန်ကြဘာကြီးအောင်တဲ့ကွာလေပေါ်မှာလူတွေကလည်းလမ်းပြတ်ပြီးဟဲကနေလမ်းអော်လိုက်ကြတယ်ဘာကြီးအောင်တို့អော်လိုက်တဲ့နဲ့မရှိမနှောင်းမှာပဲလေထဲမှာချင်းတို့တစ်ချောင်းကိုဝေးရမ်းလိုက်တဲ့နဲ့တူတဲ့ရွှမ်းကနေအတန်တကူကလေပဲကန်နေတဲ့ဘာကြီးအောင်ရဲ့နေပြဓာပြားကနေပြေးထွက်ပြီးတော့မှလေဦးမှာကျလာတယ်အတန်ကသာလေထဲမှာဝေးရမ်းလိုက်တဲ့ချင်းတို့တန်နဲ့တူတာမဟုတ်အမောင်ထဲမှာဖွေးကနေမြင်လာတဲ့တလန်ကြော်ကြော်ရှီလျားတဲ့ငါးကြီးတစ်ကောင်ရဲ့အမီးပြားကလည်းလေထေဦးမှာစူးစူးရှာလာဆိုင်နေတယ်ရေထဲကအမီးနဲ့လမ်းရိုက်တဲ့ရေတရဝါကြီးရဲ့အမီးပြားကလေထေဦးမှာလာဆိုင်နေတဲ့ကပြပြဝိုင်းပြီးတော့မှဖြူပွေးနေတဲ့ရေတရဝါကြီးရဲ့နောက်ထပ်ရေပွက်တန်ကြီးနဲ့တူတပတ်ကျွမ်းပြန်သွားတယ်လေထေဦးမှာစိုးဝင်နေတဲ့အမီးပြားကိုရုတ်တရက်ပြန်နှုတ်မရဘဲနဲ့ရေတရဝါကြီးကတအားကုန်ဆွဲပြေးနေတဲ့အခါလေကရုတ်ကြီးမှောက်သွားပြီးလူတွေကလည်းအားလုံးရေထဲရောက်သွားကြတယ်ဘာကြီးအောင်ကသူ့လူတွေကိုကမန်းကရန်နဲ့အော်ဟစ်သတိပေးလို့လေဝမ်းပိုက်တကုံတန်းမှာထိုးယူလာတဲ့ဓာတ်ကိုရုတ်ကြီးလှမ်းဆွဲပြီးတော့မှရေတရဝါကြီးအမီးပြားကိုဓာတ်နဲ့တအားလွဲခုတ်လိုက်ပြန်တယ်အမီးပြားကိုအပြတ်ခံလိုက်တဲ့ရေတရဝါကြီးကထိတ်ထိတ်လန့်လန့်နဲ့ဂျွန်း3-4ဘက်ပြစ်လို့ပင်လင်နာတဲကိုထွက်ပြေးသွားတယ်ဒါပေမဲ့လည်းလင်းမြန်လွန်လာတဲ့ရေတရဝါကြီးကိုဘာကြီးအောင်တို့ဘာကောင်မှန်းတော့မသိလိုက်ဘူးလူတွေကရေထဲနေတဲ့လေငယ်ကိုကြောက်ဆောင်ကြောက်တန်းနေရှိရာကန်းဆက်သဲတောင်သားကိုရေထဲမှာကူးခတ်ယူလာကြပြီးတော့မှကန်းဆက်ရမှလေဝမ်းတဲကရေတွေကိုကမန်းကရန်ပတ်ထုတ်ရတယ်ပိုက်နဲ့ရေဝက်ကိုတော့ပလင်ချိုင်ကတစ်ဖက်ကနေစပြီးအမောင်တဲကနေလိုက်ရှာကြတယ်ရေအောက်မှာရှိတဲ့ကြောက်ဆောင်ကြောက်တန်းနေနဲ့ညှိတွယ်နေတဲ့နိုင်လွန်ပိုက်တွေကရွေလျားသွားခြင်းမရှိတော့ရေထဲမှာပိုင်းနဲ့လုံးထွေးနေတဲ့ရေဝက်ကြီးကိုမကြခင်ပြန်တွေ့ကြရတယ်။ထွန်းကျော်ကြီးနဲ့လှပေါ်တို့မိန်တန်3-4ချောင်းနဲ့တအားလှမ်းထိုးထားတဲ့ရေဝက်ကြီးကအခုကတိတိပြောပါဖြစ်နေပြီ။ရေဝက်ကရေထဲမှာနေတဲ့ရေသရော9မျိုးဖြစ်ပေမဲ့လည်းရေဝက်ဦးကောင်းထောင်ပြီးအသက်မရှူကြရင်နိုင်ပိုင်းအတွင်းမှာတည်သွားနိုင်ပါတယ်။သူတို့ရဲ့လေငယ်ကိုအမီးနဲ့လှမ်းရိုက်လိုက်ပြီးမှောက်ထားခဲ့တဲ့ရေသရောကြီးကလှန်ကောင်းလေးချဖြူကြီးဖြစ်နေမှမိုးလင်းမှဘာကြီးအောင်တို့သိကြရတယ်။အမှန်ကရေဝက်ကြီးကိုဘာကြီးအောင်တို့ကမိန်တန်လှမ်းရှည်နဲ့လှမ်းထိုးတဲ့အခါရေဝက်ကြီးကိုဘောကအန်ထွက်လာတဲ့သွေးညီနှံကိုရလို့ရေအောက်မှာရှိတဲ့6လိုင်းခေါင်းတွေကနေအောင်းနေတဲ့လေးချဖြူကြီးကထွက်လိုက်လာတာဖြစ်ပါတယ်။အစားကျူးသွေးငံနေတဲ့အတွက်သွေးနှံရတဲ့တပြိုင်နက်လှိုင်းတွေကပြေးထွက်လာတဲ့လေးချဖြူကြီးကမဲမဲမြန်ကိုအစာမတ်ပြီးဘာကြီးအောင်တဲ့လေငယ်ကိုအမီးစုနဲ့လှမ်းထိုးလိုက်တာဖြစ်တယ်။ရန်သူရေသရာကြီးရဲ့အစားအစာကိုဖမ်းရတိုက်ခိုက်ရတော့မှသူ့ရဲ့အမီးပြားကစုနဲ့လှမ်းထိုးရိုက်ခတ်လိုက်တဲ့အခါရန်သူသားငါးတွေဥကောင်းကသာတဲတဲမမက်စုဝင်ထိုးဆိုင်တက်တဲ့လေးချတို့ရဲ့အချိန်စားကအံ့ဩစရာပါ။အခုလည်းရေဝပြီးနူးနေတဲ့လေဦးခေါင်းပိုင်းမှာလေးချောက်ကြီးရဲ့အမီးပြားကတထွာနီးပါးစုဝင်နေတာကိုမြင်ရခြင်းအပြင်လူတရားခန္ဓာကိုယ်ကိုသာထိရင်ထုတ်ချင်းပင်ပေါက်ထွက်သွားနိုင်ကြောင်းခံမှန်းမိကြတယ်။ဒါပေမဲ့အလွန်ကမှအကြောင်းရုံထိတ်လန့်စရာကောင်းလာတဲ့လှိုင်အောင်လေးချဖြူကြီးကိုလည်းပဲဘာကြီးအောင်တို့ကကြောက်လန့်အမှန်ခရီးမဆိုင်နိုင်ခဲ့ဘူး။ရေဝက်ကြီးတစ်ကောင်ရတော့မဲဆိုတဲ့လောဘဆိုးကြောင့်ရေရောက်ကြောက်စွန်းနဲ့ညှိနေတဲ့နိုင်လွန်ပိုက်ကိုပင်ငုတ်ပေါ်ယူနိုင်ခဲ့ကြပြီးတော့ရင်းနေပြီးတည်နေတဲ့အချိန်60ကျော်ရှိရေဝက်ကြီးတစ်ကောင်ကိုပါအမိရဖမ်းလာနိုင်ခဲ့ကြပြန်တယ်။ဒါပေမဲ့တန်တောင်လန်တာလေးနဲ့တိုင်းတာလို့မရနိုင်လောက်အောင်နှက်ဆိုင်ပြီးအနောက်မိုးကောင်းငယ်နဲ့ပြန်ခြေပြောလာတဲ့ဘင်္ဂလားပင်လယ်အော်ကြီးတွေကရေဝက်တစ်ကောင်ကိုတနေ့နေ့မှာအသက်မသေးစရာပဲနဲ့အရှင်ဖမ်းပြနိုင်ပါတယ်ဆိုတဲ့သူတို့ရဲ့ကြွေးကြော်တန်ကိုတော့ဘာကြီးအောင်တို့လူတွေကအခုထိအကောင့်ထဲမှာဖော်နိုင်ကြသေးဘူး။ဒါကြောင့်ဘာကြီးအောင်တို့ဆက်ကြမရှိခီးကနီးမလို့လို့နဲ့ဒီတစ်ခါလဲဝေးသွားခဲ့ကြပြန်ပါတယ်။အပြောချလာတဲ့ဘင်္ဂလားအော်ပင်လယ်ပြင်တွေကမကြကန်းကြီးကိုတက်လာကြတဲ့ရေဝက်တွေကိုမိုးနောက်ဆောင်အစားကမှဘာကြီးအောင်တို့ကအရှင်ဖမ်းရနိုင်ပါတယ်လို့ကြွေးကြော်ခဲ့တယ်။သူတို့ရဲ့ကြွေးကြော်တန်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်လည်းချင်းချင်းကြိုးစားခဲ့တယ်။ဒါပေမဲ့တကယ်လက်တွေ့လုပ်ကြည့်ကြတဲ့အခါ
ဘင်္ဂလားပင်လယ်အော်ပင်လယ်ပြင်ထဲကရေဝက်တွေကိုရှင်ဖန်ရေးဆိုတာကထင်သလောက်မလွယ်ကူလာကြောင်းကောင်းကောင်းကြီးသင်ခန်းစာရလာခဲ့တယ်။သူတို့တွေကသူတို့ရဲ့လုပ်ငန်းအခြေအနေပေါ်မှာအမိသေးပြုနေကြတဲ့သားမယားတွေပါထမင်းငှက်ကြတော့မယ့်အခြေအနေကိုဆိုက်ရောက်ခဲ့ကြပါတယ်။ဒါကြောင့်လည်းအခုကသူတို့ကရေဝက်ဆိုရင်အသေးရအရှင်ရဖန်ဆီးကြတော့မယ်လို့တညီတညွတ်ဆုံးဖြတ်ပြီးရေဝက်ရှာဝေးလုပ်ငန်းကိုဆက်လျက်ရှိကြပါတယ်။အရှင်ရတဲ့ကောင်ကို7300စီးနဲ့မြို့ကအရာရှိကြီးစီကိုသွားရောက်ပြီးအသေးရတပိသားကို4ချက်စီးနဲ့အော်ရောင်းကြရမှာဖြစ်ပါတယ်။ဆောင်းကတော့လုပ်ငန်းအတွေ့အကြုံအရရေဝက်ဖန်လုပ်ငန်းကိုစိတ်ပင်ပြတ်ခဲ့ကြပြီမြဲအခုဆောင်းလေးကိုရောက်တဲ့အခါရေဝက်ဖန်လုပ်ငန်းကိုပြန်ပြီးစိတ်ပါဝင်စားလာကြပြန်တယ်။ဘာကြောင့်လဲဆိုတော့အခုတလုံးမှာဇီရိုရွာနဲ့တိုက်ပုံကြားမှာရှိတဲ့ကမ်းခြေတစ်လျှောက်ချိုင်းချောင်းဒီမှာပင်လယ်ရေဝက်တွေကိုကြိုကြားအတွေ့များလာလို့ပါ။ရခိုင်တစ်ပတ်ကလည်းပဲရေဝက်ကြီးတစ်ကောင်ကိုပလင်ချိုင်ထဲမှာသူတို့ဖမ်းဆီးရမိခဲ့ကြတယ်မလား။ဆောင်းလေးကိုရောက်လာလေပင်လယ်ပြင်နဲ့ကမ်းခြေတစ်လျှောက်မှာရှိတဲ့ချိုင်းချောင်းဒီမှာရေဝက်တွေကိုအတွေ့များလာလေဖြစ်တယ်။ဒါပေမဲ့ဘာကြောင့်တို့ဖမ်းဆီးခဲ့တဲ့များရေဝက်တွေကတော့အားလုံးလိုနိုင်လွန်ပိုက်ကိုဖောက်ပြီးပင်လယ်နယ်တဲကိုရွေးထပ်ပြီးသွားခဲ့ကြတယ်။နိုင်လွန်ပိုက်ကိုထိုးပေါက်လို့ပင်လယ်ထဲထွက်ပြေးသွားတဲ့ရေဝက်တွေကအခုဆိုရင်အကောင်20ကျော်ရှိပြီ။ဒီထဲမှာ2ကောင်သာဖမ်းမိခဲ့တယ်။ဒီ2ကောင်ကလည်း1ကောင်ကဖမ်းမိစဉ်ကအရှင်ဖြစ်ပေမဲ့သင်းမောပေါ်ရောက်မှတည်သွားပြီးတော့မှဟိုတစ်ပတ်လောက်ကမိခဲ့ကြတဲ့1ကောင်ကလည်းမိန်းနဲ့လမ်းထိုးလို့ဖမ်းကြတော့ပင်လယ်ရေထဲကပဲအသက်ပါမလာခဲ့ဘူး။ဒါကြောင့်လည်းသူတို့လောက်ကအခုထိအထမမြောက်သေးဘူးလို့ဆိုလိုကလည်းဆိုနိုင်တယ်။ပင်လယ်ရေဝက်အကူမကြတွေ့ပါလျက်နဲ့သူတို့ရဲ့တန်တောင်လန်တာ100နီးပါးရှိလျက်တဲ့နိုင်လွန်ပိုက်နဲ့ဝမ်းမိဖမ်းမိပါလျက်ပိုက်ကိုဖောက်လို့ကြီးထွက်ပြေးသွားခဲ့ကြတာကအဖေမီတော့အကြောင်းကြောင့်မှလေးတို့ဘာကြီးအောင်လို့အပြေရှာခဲ့ကြတယ်။ပင်လယ်ရေဝက်တွေကိုနိုင်လွန်ပိုက်နဲ့ထောင်ပန်းခဲ့ကြမှာမိနေတဲ့ရေဝက်တွေကလမ်းဖြတ်ပြီးဥတီယာမရှိတိုးပြေးကြလေတော့နိုင်လွန်ပိုက်ကကြောက်ဆောင်ကြောက်တန်းနေနဲ့ညှိပြီးအဖောက်ခံရခြင်းကအဆန်းမဟုတ်ပေမဲ့ကြောက်ဆောင်ကြောက်ဆုံးနေနဲ့မညှိဘဲနဲ့လေရေထဲမှာနိုင်လွန်ပိုက်အဖောက်ခံရခြင်းကအမှန်ကအဆန်းတည်းလို့ဖြစ်နေတယ်။ရေထဲမှာလွန်ပေါ်ပါလို့စိတ်ချရပါတယ်ဆိုတဲ့နိုင်လွန်ပိုက်ကိုပဲရေဝက်တွေဖောက်ပြေးခြင်းကအာသံလို့အစကယူဆခဲ့ပြီးမြင်အမှန်ကတော့ဒီလိုမဟုတ်ဘူး။ဘာကြီးအောင်တို့ရေဝက်ထောင်ပန်းကြတဲ့နိုင်လွန်ပိုက်ကအရှေ့အပြင်တန်တောင်လန်တာ100ရှိလျားပြီးတော့မှအဆောင်ကတော့10တောင်ကျော်ရှိတယ်။များသောအားဖြင့်ရေဝက်တွေကိုဝိုင်းပြီးတက်ကြတဲ့နေရာကရေတင်ကန်းဆက်မှသာဖြစ်လေတော့ပိုက်ရဲ့အောက်ခြေအစားကမြင်းနဲ့တရွတ်တိုက်လူနေပြီးရေဝက်တွေကတိုးပြေးကြတဲ့အခါအောက်ခြေအစားကအပေါ်ကိုရုတ်တရက်တက်လိမ့်မလာနိုင်မင်းနဲ့ရေအောက်မှာရှိတဲ့ကြောက်ကဲသလေးတွေနဲ့လုံးထွေးပြီးတင်းတင်းရဲနဲ့တရွတ်တိုက်လူပါလို့ပိုက်ပေါက်ရတာဖြစ်တယ်။အကယ်၍နိုင်လွန်ပိုက်ကရေထဲမြေထဲမှာသာတရွတ်တိုက်လူမပါကခိုင်မာပြီးမဲ့လည်းပေါ်ပါတဲ့နိုင်လွန်ပိုက်ကရေဝက်တွေလာတိုးတယ်နေပြန်နဲ့အောက်စားကအပေါ်ကိုလိမ့်တက်လာပြီးတော့မှရေဝက်တွေရဲ့ကို3လတဲ့ရစ်ပတ်လုံးထွေးသွားနိုင်ပါတယ်။ရေဝက်ရဲ့ကိုနိုင်လွန်ပိုက်က3လတဲ့ရစ်ပတ်လုံးထွေးသွားရင်တော့ဘလောက်အားတဲ့ရေဝက်ပင်ဖြစ်လင်ကစားနိုင်လွန်ပိုက်ကိုဘယ်နည်းနဲ့မှမဖောက်နိုင်တော့ဘူး။ဒီကရေဝက်တွေတိုးပြီးရာကိုပိုက်ကိုလိုက်ကျိုးနဲ့မျောပေးပြီးတော့မှရေဝက်တွေအားကိုအညောင်းမိတဲ့အခါလွယ်ကူဖမ်းနိုင်တယ်။နောက်တစ်ချက်ကတော့ဘာကြီးအောင်လို့လေတစင်းနဲ့သာဖြစ်တဲ့အတွက်ပိုက်ကြီးတစ်ပတ်အစကိုသာကင်ဆွဲထားနိုင်ကြတယ်။ဒီကတစ်ပတ်အစကလွတ်နေတော့အဲ့ဒီလွတ်နေတဲ့ဘက်ကပင်လေရေဝက်တွေထွက်ပြေးသွားကြတယ်။ဒါကြောင့်အခုကလေငယ်နှစင်းပိုက်တဖုံနဲ့ရေဝက်ဖမ်းနည်းကိုညှိနှိုင်းထားကြပြီးဖြစ်ပါတယ်။ပိုက်တဖုံရဲ့အစားနှစ်ဖက်မှာလေငယ်နှစင်းကထင်းပြီးရင်ပင်လေရေဝက်တွေဘလို့မှထွက်မပြေးနိုင်တော့ဘူးလို့ဘာကြီးအောင်ကချင်းဒီပေါက်တွက်ထားတယ်။ဒါကြောင့်အခုကဘာကြီးအောင်တို့ကလူလေးယောက်ကို2ယောက်တအုပ်စီခွဲပြီးပင်လေကမ်းခြေတစ်လျှောက်မှာရှိတဲ့ခြံချောင်းတွေမှာရေဝက်တွေကိုကင်းထောက်လျက်ရှိကြတယ်။ရခိုင်ကလာမိုင်းညတွေမှာပင်လေပြင်ကိုထွက်ပြီးတော့မှလေတစင်းနဲ့ရေဝက်တွေကိုရှာဖွေဖမ်းဆီးခဲ့ကြပြီးမြဲအခုကလာသားတဲ့ညတွေမှာလည်းပင်လေကမ်းခြေတစ်လျှောက်မှာရှိတဲ့ခြံချောင်းတွေမှာရေဝက်တွေကိုရှာဖွေထောက်လက်လျက်ရှိကြတယ်။ယနေ့ညမှာလည်းဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကပင်လေရေဝက်တွေထောက်လန်းမှုဈေးချိုင်ကမ်းခြေကိုရောက်နေကြတယ်။လှပေါ်နဲ့မောင်ထီတို့ကကမာဝက်ဘက်ကိုထွက်သွားကြတယ်။ဘဲချောင်ကိုအာကလာညအခါမှာရေဝက်တွေချင်းတီပေါရောက်တတ်တယ်ဆိုတာကိုသိမှပဲရေဝက်တွေကိုဖမ်းဆီးဖို့လွယ်ကူမယ်မလား။ဦးတယောက်ပဲတယောက်ညင်ညင်တတာလှော်ခက်လာကြတယ်ဘာကြောင့်လို့လင်းငယ်ကပင်လေပင်တွေက0အကြိုင်တွေကိုစိုးရင်လာကြတယ်။0အကြိုင်မှာကြောက်ဆောင်ကြောက်တန်းတွေများလာတော့လေနဲ့ကြောက်ဆောင်တွေမတိုက်မိမထိခိုက်အောင်လည်းသတိထားပြီးတော့မှခွေးကောက်လှည့်ပတ်သွားရတယ်။လာကသားနေပြီးမဲ့လည်းပင်လေပင်တွေကကြောက်ဆောင်ကြောက်တန်းတွေထူတတ်တဲ့ခြိုင်နဲ့ဝင်ရတာကတကယ်တော့မလွယ်ကူဘူး။ဒီအကြချိန်မှာလူတရက်2ရက်လောက်ပဲမြင်မှပြီးထီရှိနေကြတဲ့ကြောက်ဆောင်ကြောက်တန်းတွေကအခုလိုဒီအီနေစင်မှာရေထဲနှိမ့်မြုပ်နေကြတယ်။ဒါကြောင့်လေရေထဲကကြောက်ဆောင်ကြောက်တန်းတွေနဲ့လင်းငယ်တွေမထိခိုက်မတိုက်ခတ်မိအောင်ထန်းတဲ့တရွေ့ဆန်းထောက်ပြီးတော့မှခြိုင်ထဲဝင်ရတယ်။တခါတခါမှပင်လေပြင်ခြိုင်ဝါထဲမှာဝုန်းကနေဝူးကနေအော်မီပြေးဝင်လာတတ်ကြတဲ့လိုင်းကောင်းပြူတွေကြောင့်မို့လို့လင်းငယ်ကိုလည်းတိမ်မသွားအောင်ထိန်းထားရပြန်တယ်။ဒီလိုနဲ့ပဲဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကလင်းငယ်ကိုထိန်းပြီးတော့မှခြိုင်ထဲရောက်လာကြတယ်။ခြိုင်ပြားကန်းဆက်ကိုရောက်ကြတဲ့အခါသဲတောင်ပြင်ပေါ်ကိုလင်းငယ်ကိုဆွဲတင်ထားလိုက်ကြတယ်။လိုင်းလွတ်တဲ့ရေဆက်သဲတောင်ပြင်တွေမှာသူတို့နှစ်ယောက်လှည့်သာကွေးသားလောက်တဲ့ချင်းကြီးတချင်းကိုအပူတပြင်းတွေ့ရလိုက်ကြတယ်။တဲလွင်မြင့်ကမမရွရဖြစ်နေတော့လူနှစ်ယောက်တက်တောင့်တက်တာနေနိုင်လောက်တဲ့သဲချင်းကိုကွန်တရာညက်အချိန်မှာပဲတူးပြီးသွားပါတယ်။သူတို့ချင်းရဲ့ပြီးစားအချိန်မှာဒီရေကလည်းကြားစာပြနေပြီဖြစ်တော့ရေထဲမြုပ်နေတဲ့ကြောက်ဆောင်ကြောက်တန်းတွေကတပြေးပြေးထိုးထွန်းအောင်ထီမက်မက်ပေါ်လာကြတယ်။အချိန်ကလည်းတန်းငယ်ခေါင်းချခြင်းမရှိလိမ့်ပြီ။အခုကြားစာပြနေတဲ့ဒီရေကြပြီးနောက်တစ်ချီဒီရေပြန်တက်မှညဘွက်တကောင်ကျော်ချိန်မှာဒီနဲ့တူရေဝက်အုပ်တွေချိုင်းနဲ့ဝင်လာကြလိမ့်မယ်လို့ဘာကြီးအောင်ကတွက်ဆထားတယ်။ဒါကြောင့်လည်းနောက်တစ်ချီဒီအတက်နဲ့ရေဝက်တွေအလောက်ကိုစောင့်ပြီးတဲချင်းထဲမှာပုံပြီးတော့မှဆောင်းထားနေကြတယ်။တိုးတက်ပေမဲ့အထိတ်တလက်နိုင်လွန်းလာတဲ့အတန်ကြောင့်ထွန်းကျော်ကြီးကငိုင်းမိဖြစ်နေတဲ့ဘာကြီးအောင်ကိုရုပ်ရထမိလိုက်တယ်။ဘာကြီးအောင်ဘာသာနေလဲတရှင်းရှင်းနေပါလား။ဘာတန်ကြားလို့လေဘာကြီးအောင်ကထုံးအောင်ကြီးကိုဒီလိုပြန်ပြီးတယ်။
နားထောင်ကြည့်နေပါကြည့်အောင်ဒီတန်တွေကဘာတန်နေမှမသိဘူးရေဝက်တွေတဲတောင်ကိုများတက်လာကြမလားပြောဆူဆူနဲ့ပဲထွန်းကျော်ကြီးကတဲချင်းတွေကခေါင်းပြူပြီးပင်လယ်ကမ်းခြေပဲခြံပြားဆကိုကြည့်လိုက်တယ်သို့တော်ခြံစတဲတောင်ပေါ်မှာတပြက်ပြက်ရိုက်ခတ်နေတဲ့လိုင်းကလေးတွေကလွဲလို့ဘာမှတော့မမြင်ရဟဲ့ကောင်ဘာတွေများမြင်ရလဲငါကညဆိုမျက်လုံးကကောင်းတာမဟုတ်ဘူးထွန်းကျော်ကြီးပြောမှတရှက်ရှက်မိလာတဲ့အတန်တွေကိုသတိပြုမိတဲ့ဘာကြီးအောင်ကထွန်းကျော်ကြီးကိုပင်တီတိုမင်းကသူ့မျက်လုံးအစုံကခြံပြားတဲတောင်ပြင်ပေါ်ကိုကြည့်နေမိတယ်ခြံပြားတဲတောင်အစမှာလိုင်းကလေးတွေပြက်ပြက်လာခတ်နေတာကလွဲလို့ဘာမှထူးထူးခြားခြားမမြင်ရဘူးလာကလည်းသားနေတော့ခြံပြားစတဲတောင်ကိုရေဝက်ဒေတာတက်လာရင်မုတ်ချမြင်ရမှာကအမှန်ပဲဖြစ်ပါတယ်ပင်လယ်လိုင်းကောင်းပြူတွေကတဝေါအော်မြီပြီးခြံထဲကိုပြေးဝင်လာကြပြီမဲ့ခြံထဲမှာရှိတဲ့ကြောက်ဆောင်ကြောက်တန်းနေတဲ့တိုက်ခတ်ပြီးခြံပြားအစဘာကြောင့်လို့ပုံနေကြတဲ့တဲချင်းသားကိုရောက်လာကြတဲ့အခါလိုင်းကောင်းခွဲပြီးတသားပြေးတာကြံတော့တယ်ဒါကြောင့်လည်းခြံပြားအစမှာလိုင်းတန်ကပြင်းပြင်းနဲ့မဆူညံလာဘူးသို့တော်လည်းရှက်ရှက်နဲ့ပူပြီးခြေလောင်လာတဲ့တန်တွေကဘာကြောင့်လို့နားထဲမှာပူပြီးဆူညံလာတယ်ခြံပြားအစမှာလည်းဘာမှမမြင်ရဘူးဘာကြီးအောင်ကျွန်တော်တို့ကိုတရေမြတ်၆သလားမဖြစ်နိုင်ပါဘူးကွာထဲထဲလက်လက်နဲ့ဘာကြီးအောင်ရဲ့လက်တစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကန်ပြီးမေးလာတဲ့ထွန်းကျော်ကြီးကမဟုတ်နိုင်ပါဘူးလို့အကြောက်ပြီးပြောလိုက်ရပြီမဲ့ဘာကြီးအောင်ကစဉ်းစားမရနိုင်ဖြစ်သွားတယ်အတမ်လန်တွေကပူပူပြီးခြေလောင်လာတယ်ဟိုဘက်ချုံစားဆမ်မမေတော့ကဗျဆမ်မမေတော့ကအေကနာသစီ6ပြီနဲ့တူတယ်ဘာကြီးအောင်ဟိုမှာကြည့်စမ်းဘာကောင်းနေလဲတရှက်ရှက်မီလာတန်တွေကပင်လယ်ဘက်ကလို့ထင်ပြီးပင်လယ်ဘက်ကသာမဲပြီးကြည့်နေတဲ့ဘာကြီးအောင်ကထောင်းအောင်ကြီးပြပြတဲ့သဲတောင်အစဆမ်မမေတော့ဘက်ဒီချက်ချင်းဖြတ်ကနေလှမ်းကြည့်လိုက်တယ်သဲတောင်စားဆမ်မမေနဲ့ပင်လယ်ကျက်သွန်ပင်တော့ကတရှက်ရှက်မီတန်တဲ့တူတပြေးတွားတက်လာတဲ့တက်ရှိတော်တွေကိုလာရအောင်မှမြင်နေရတာကအသေးရစရာပြီတရှက်ရှက်အတန်တွေနဲ့ခြုံတော်စားတွေကနေသဲတောင်မြေပေါ်ကိုဆင်းလာကြတဲ့တော်ငယ်တွေကရာထောင်မကများပြားလာတယ်ဘာကောင်းနေတော့ဘာကြီးအောင်ငါလည်းမသိဘူးကြည့်နေဦးမကြောက်နဲ့ဘာကြီးအောင်ကမကြောက်တယ်လို့ဆိုပေမဲ့ထောင်းအောင်ကြီးကကြောက်လိုက်လို့တဆက်ဆက်တုံးနေပြီးအကောင်ငယ်တွေကလုံးလုံးဝိုင်းနဲ့ဂုံချင်းတို့တသာရှိပြီးမြများပြားလုံးလေတော့ဘာကြီးအောင်မထိတ်လန့်လာတယ်ဘာကြီးအောင်ဓမီနဲ့လှမ်းထိုးကြည့်တကယ်လို့တစေးသာဆိုရင်တော့ဓမီအောင်ကိုရင်မဆိုင်ရဲဘူးတဲ့ဒီတကလည်းထောင်းအောင်ကြီးကပဲဘာကြီးအောင်ကိုသတိပေးတယ်မိတို့ဆိုစီဒီလိုအချိန်မျိုးမှာဒီလိုသတိပေးဖို့ရတာကိုပဲဘာကြီးအောင်ကထောင်းအောင်ကြီးကိုကျေးဇူးတွေမဆုံးဖြစ်မိတယ်ဒီတငယ်ကမိမြပဲကြောက်ရွံ့ထိတ်လန့်နေပြီးမြဲသတိတရားကတော့အရှိသားပါလားလို့အာကွာရပြုမိတယ်ဘာကြီးအောင်ကလိုရမရယူလာတဲ့3000ထိုးလက်နေဓမီနဲ့တရှက်ရှက်အော်မီလို့စံပန်းချုံတော်တွေကထွက်ချလာတဲ့အကောင်ငယ်တွေကိုလမ်းထိုးကြည့်တယ်ဘာကြီးအောင်လမ်းထိုးလိုက်တဲ့မီးအောင်နှန်းကိုမြင်တော့ခြုံစစံပန်းမင်တော်တွေကထွက်လာကြတဲ့အကောင်ငယ်လေးတွေကချက်ချင်းပဲတညီနေညာတဲ့တဲပြင်းပေါ်မှာဝတ်နေကြတယ်ခဏနေလားဘာကြီးအောင်ဟာခဏနေဒီလိုအုပ်ကြီးငါမတွေ့ဘူးပါဘူးဟာမင်းကမျက်လုံးလဲကောင်းတယ်တေချာကြည့်စမ်းပါဦးဟောတဲ့မြုပ်သွားကြပြန်ပြီဘာကြီးအောင်ဘယ်သိနေတော့မလို့ထွန်းကျော်ကြီးပြောတာကအမှန်ပဲမီးအောင်ကိုမြင်လာတဲ့ပြန်နဲ့အဲ့ဒီအကောင်ငယ်တွေကချက်ချင်းပဲအတန်ထိတ်သွားလို့သူတို့ကိုယ်လည်းချက်ချင်းသေးတဲ့မြုပ်လိုက်ကြတယ်ချက်ခနဲ့အတန်နဲ့တူဘာကြီးအောင်ကလက်နေဓမီကိုပိတ်ပလိုက်တယ်ဒါပေမဲ့သူတို့ရဲ့မျက်လုံးအစုံကတဲပြေမော်ကအကောင်ငယ်တွေစီကိုစူးဆဲဆဲကြားရောက်နေတော့တယ်ဘာကြီးအောင်တို့ရောက်နေကြတဲ့နေရာကခြံပြားအစဖြစ်တော့ခြံဝါကတသက်သက်ကြားနေရတဲ့လိုင်းတန်ထက်ပင်ခြေခြေလောင်လောင်နိုင်လွန်းလာတဲ့ဒီအကောင်ငယ်တွေရဲ့ပြန်လေတက်လန့်လှုပ်ရှားလာကြတဲ့ကပတ်ဝန်းကျင်မှာဆူညံလာပြန်တယ်တရှက်ရှက်မိသားနဲ့တူဘာကြီးအောင်တို့ရှိရာကန်ဆယ်ဘက်ကိုတရွေ့နဲ့လာနေကြပြန်တာကိုလည်းလောက်အောင်နဲ့မှတဲတဲကွဲကွဲမြင်ရတယ်တက်လာကြပြန်ပြီဘာကြီးအောင်ကြီးဘာကြီးအောင်ကလည်းဒုတိယအကြိမ်လက်နေဓမီနဲ့လှမ်းထိုးလိုက်တယ်မီးအောင်ကိုမြင်တဲ့ပြန်နဲ့ချက်ချင်းအတန်တိတ်ပြီးအကောင်ငယ်တွေကတဲပြင်းထဲမှာသူတို့ရဲ့ကိုယ်လုံးကိုနှိမ့်မြုပ်လို့တော်တော်မလို့ပဲငြိမ်သက်သွားပြန်တယ်ထိုးတဲ့ညင်သာနဲ့အတန်နဲ့အတူဘာကြီးအောင်ကလက်နေဓမီကိုပိတ်ပလိုက်တယ်မကြခင်မှာတရှက်ရှက်မိသားနဲ့တူဘာကြီးအောင်တို့ရှိရဘက်စီကိုအဲ့ဒီအကောင်ငယ်တွေကတရွေ့ရွေ့နဲ့ထွားသွားပြီးတက်လာကြပြန်တယ်လာနေကြပြန်ပြီဘာကြီးအောင်ရဲ့အေးလာကြပါစီကွာဒီတကအနားရောက်မှဓမီနဲ့လှမ်းထိုးကြည့်အောင်ဘာကြီးအောင်တို့ကဒီတကတော့လက်နေဓမီနဲ့လှမ်းမထိုးတော့ဘဲနဲ့ငြိမ်ပြီးကြည့်နေတယ်ဦးဆုံးခြေတက်လာတဲ့တက်ဦးကအကောင်ငယ်တွေကဘာကြီးအောင်တို့နဲ့နီးနေပြီဖြစ်ပြီးမဲ့ပင်လယ်ကမ်းခြေသဲတောင်အစမှာရှိတဲ့စံပန်းတော်နဲ့ပင်လယ်ကျက်သွန်တော်ကအရှူရှူထွက်လာနေကြတဲ့အကောင်ငယ်တွေကတော့အခုထိထွက်လို့မပြီးနိုင်သေးဘူးတရှက်ရှက်မြည်လာတဲ့အတန်တွေကတွေးစားကြားစားကလို့တရှက်ရှက်မဟုတ်တော့ဘဲနဲ့အခုကအတန်ကလုံးထေးသွားပြီးတော့မှတော်တော်ညံလာတော့တယ်အကောင်ငယ်တွေကသိန်းသန်းကလေးကြီးပြီးပင်လယ်ကမ်းဆက်ကိုဆင်းလာနေကြတယ်ဘာကြီးအောင်တို့ပေါင်းအောင်နေကြတဲ့သဲချင်းနဲ့နလန်3လလောက်အနီးကိုရှေ့ဆုံးကနေအကောင်ငယ်တွေရောက်လာကြတော့ဘာကြီးအောင်ကလက်နေဓမီကိုဖြတ်ခနဲ့ဖွင့်ထိုးလိုက်တယ်ဟာဝင်ကစွတ်တွေပါလားမီးအောင်လေးမှာတဲတဲကွဲကွဲမြင်နေရတဲ့ဝင်ကစွတ်အုပ်ကိုကြည့်ပြီးဘာကြီးအောင်ကရေရွတ်တယ်မှန်ပါတယ်သူတို့ကိုတဘာဝဘုရားသခင်ကအဝတ်အစင်ပြင်အခွန်ကိုမှဖုံးလွှမ်းရင်ဖန်ဆင်းမပေးလိုက်တော့နေ့အခါမျိုးဆိုရင်ရှက်ရှက်နဲ့စံပန်းတော်ပင်လယ်ကျက်သွန်တော်တွေမှာအမြဲပေါင်းအောင်နေကြတဲ့ဝင်ကစွတ်တွေကညခါမှဆိုရင်ဂျုံတော်တွေကထွက်အစာရှာခြင်းသူတို့ဝင်စိုးဖို့အခွန်ရှာခြင်းတွေကိုလုပ်တတ်ကြတယ်သူတို့ကဒီညမှာလဲသဲတောင်လင်းမြင်းနဲ့ကြောက်ဆောင်ကြောက်တန်းနေရှိရာခရီးမျိုးပေါင်းစုံတို့ကိုတိုက်ခိုက်တဲ့ဖြစ်စားတော့ကအဝတ်အခွန်တိုက်ပွဲဆင်နွှဲဖို့အတွက်ဒီအကြမှာသဲတောင်ကြောက်ဆောင်နေဘက်ကိုအုံနဲ့ကျင်းနဲ့ခြိတက်လာကြတာဖြစ်တယ်ခရီးတွေအသက်စီဝင်ကိုချွေးပြီးအသားကိုစားကြတဲ့အပြင်အခွန်ကိုလည်းဝင်စွတ်ပြီးတော့မှထမ်းဖို့ချီယူသွားကြမှာဖြစ်တဲ့ဝင်ကစွတ်တွေကဘာကြီးအောင်တွေလည်းနေဓမီရောင်ပြန်မိတ်သွားမှာတော့တရှက်ရှက်တွေအတန်ပြီးလို့ကြောက်ဆောင်ကြောက်တန်းနေရှိရာပင်လယ်ကမ်းဆက်ကိုပြန်ဆင်းသွားကြတယ်ဒီတက်စားပြလာပြီးဖြစ်တော့တရွေ့နဲ့ချီတက်ရှာဖွေတိုက်ခိုက်ကြတာကတခါတက်ခေါက်လာကြတဲ့ဝင်ကစိုးအုပ်ကိုကြီးကောင်းကောင်းရှိတာနဲ့ကြည်နေမိတယ်
အချိန်ဘလောက်ကြာအောင်ငေးမောကြည့်နေတယ်မသိကြည်ကနေဆွဆွငင်ငင်အော်တန်ကိုကြားလို့ဘာကြီးအောင်နဲ့ထုံးအောင်ကြီးတို့ကဖဲလေပင်ခြံဝါဘက်ကိုလှည့်ကြည့်လိုက်တာတယ်ရေလိုင်းတွေကတော့ရေဝက်ပွက်တန်ရေရှူတန်တွေကိုရုတ်တရက်ခွဲခြားလို့မရနိုင်သေးဘူးဘာကြီးအောင်တို့ဒီဇီရောခြံကိုရောက်စားကားဆိုရင်အချိန်ကတက်ခဲ့ကောင်းချအချိန်သာရှိသေးတယ်ဒီကလည်းကြာတော့မရှိသေးတယ်အခုတော့အချိန်ကသကောင်တလဲချိန်ရောက်ပြီးတော့မှဒီကလည်းပြန်တက်လာနေပြီဒီအတက်ချိန်ကိုဘာကြီးအောင်တို့ကအထူးပင်မျောလင့်နေကြတယ်ဒီအတက်နဲ့သူကပြောချင်လာတဲ့ဘင်္ဂလားပင်လယ်ပြင်တွေကရေဝက်9အုပ်ကလည်းပဲဒီဇီရောခြံနဲ့ကိုဝင်လာကြလိမ့်မယ်လို့တွက်ထားခဲ့ကြတယ်မလားအခုရေဝက်မြူးတန်ကိုကြားရပြီသို့တော့အကောင်တွေကိုတော့မမြင်ရသေးခြိုင်ထဲမှာရေးကြသွားလို့တဝက်နီးနီးပေါ်နေတဲ့ကြောက်ဆောင်ကြောက်တန်းများကိုသာမြင်နေကြရတယ်ရှည်လျားသလောက်ဆူးရှားတဲ့ရေဝက်မြူးတန်တကူကခြိုင်ဝါကနေကြောက်ဆောင်တွေကိုပဲ့တင်ထက်သွားတယ်စက္ကန့်ပိုင်းအတွင်းမှာပဲထပ်ပြီးတော့မှမြည်တွန်လိုက်တဲ့ရေဝက်အော်တန်တွေကဆူးညံလာတယ်ဘာကြီးအောင်တို့ကမျက်တောင်ခတ်ဖို့ကိုတော့မှသတိမရနိုင်ကြတော့ဘဲနဲ့ဝမ်းသာအားရနဲ့ခြိုင်ထဲကိုသာဆူးဆိုင်ဆိုင်လှမ်းကြည့်နေတယ်ရှူးနဲ့ရေထဲကပေါ်လာတဲ့တူဘန်ကနေရေထဲပြန်ကိုသွားတဲ့ရေဝက်တို့ရဲ့အသက်ရှူတန်ကခြိုင်ထဲမှာဗောင်မြင်ခတ်နေကြပြီဒီအတက်ကလည်းအကောင်းလာပြီပြတော့ရေဝက်တွေကဖြန်အုပ်တွေပမာပဲတစ်ကောင်နဲ့တစ်ကောင်လိုက်တန်းပြေးတဲ့ကစားလို့ခြိုင်ထဲမှာမြူးနေကြတယ်မိုးလေးမိုင်းနီးလာလို့လင်းအောင်ကြီးတွေကိုမိုးကောင်းငင်မှာမြင်လာပြီဖြစ်ပေမဲ့ရေဝက်တွေကတော့မြူးစေပျော်စေပဲတကြလို့သဲချင်းထဲမှာပုံပြီးတော့မှရေဝက်တွေကိုခက်ခက်စောင့်ကြည့်နေကြတဲ့ဘာကြီးအောင်နဲ့ထုံးအောင်ကြီးတို့ကကြားတော့ညောင်းညာလို့လာကြပါတယ်သို့တော်လေလူရဲ့လူကြီးမြင်လို့ပင်လေတဲကိုထွက်ပြေးသွားကြရင်နောက်တစ်ချက်မှာဒီဝက်အုပ်ကဒီခြံထဲကိုဘယ်နည်းနဲ့မှလာရဲကြတော့မှာမဟုတ်ဘူးဒါကြောင့်လည်းဘာကြီးအောင်နဲ့ထုံးအောင်ကြီးတို့ကအညောင်းညာခံပြီးသဲချင်းထဲမှာပင်စောင့်ဆိုင်နေကြတယ်သူတို့ကမုန်းလင်းလို့ဒီပင်လေရေဝက်ကိုအလိုလျောက်ပင်လေပင်ထဲကိုပြန်ထွက်သွားကြတဲ့အထိစောင့်ကြည့်နေကြရမှာဖြစ်တယ်အပေါ်အပါးကိုပင်သဲချင်းထဲမှာသွားပြီးပင်လေရေဝက်တွေမြူးနေကြတာကိုချောင်းကြည့်နေကြတဲ့ဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကကြတော့ဒီရေဝက်တွေကိုစိတ်ပင်မရှိရင်ကြတော့စိတ်ညစ်လာကြတယ်ဒီဝက်တွေကတင်အောင်ကြီးကိုမြင်ရမှာပို့ပြီးမြူးလာပြောလာကြတယ်အမှန်ကသူတို့ကပဝေသနီလုံလေခဲ့ပြီးတဲ့အခါကလာကကုန်းပေါ်မှာတွားသွားတဲ့ကုန်းသွားကုန်းဒီသတ္တဝါတစ်မျိုးသာဖြစ်တယ်သို့တော့ကုန်းပေါ်မှာသူတို့တဲ့လင်မြန်ပြက်လက်တဲ့သတ္တဝါတွေကြီးစိုးနေချက်လာကြတဲ့ကသူတို့ကရေထဲကိုဆင်းပြေးလာတယ်ဒါကြောင့်လည်းသူတို့ကအခုလိုအေးပူလာတဲ့စောင်းလူသမယဆိုရင်ကြောက်ကြောက်တန်းဘုံကိုတွားတက်ပြီးနေဘူးစားလုံရကရေထဲမှာကြာကြာနေနိုင်ကြတယ်ရေသတ္တဝါလို့ဆိုပြီးမှသူတို့ကရေထဲမှာကြာကြာငုံရှုလို့မနေနိုင်ကြဘူးရေပြင်ပေါ်ကိုတက်ပြီးမကြာခဏအသက်ရှူကြရတယ်ရခင်ကတရိษံအချင်းချင်းတိုက်ခဲ့ကြတဲ့ပွဲမှာရှုံနေခဲ့ကြပြီးကုန်းပေါ်ကနေရေထဲဆင်းပြေးခဲ့ကြတဲ့သူတို့ကအခုကရေထဲမှာလည်းငါးတွေတို့အမြဲမနေနိုင်ကုန်းပေါ်မှာလည်းကုန်းသွားသတ္တဝါများလို့အမြဲမနေနိုင်တဲ့ဇက်ပြက်ပြီးကုန်းတစ်ပိုင်းရေတစ်ပိုင်းသတ္တဝါတစ်မျိုးဖြစ်နေတယ်လူတွေရဲ့အန္တရာယ်ကိုပင်ကြောက်ရွံ့နေကြတဲ့ရေမာနေကုန်းမှာနားလို့သူတွေဆန်းပြတဲ့သတ္တဝါတစ်မျိုးလည်းဖြစ်နေပါတယ်မိုးလင်းလို့နေအောင်ကြီးကိုမြင်ရတော့အလိုလျောက်ပင်လယ်ပြင်ထဲကိုပြန်သွားကြလိမ့်မယ်လို့ထင်ရတဲ့ပင်လယ်ရေဝက်တွေကအခုကရေပြင်မော်ကိုမိုးမမောက်ပေါ်နေကြတဲ့ကြောက်ဆောင်ကြောက်ပြားတွေပေါ်မှာနေစာတက်လုံလိုက်ရေထဲပြန်ဆင်းသွားလိုက်တကောင်နဲ့တကောင်ကိုလုံးချင်းတိုက်ပြီးခြေစလိုက်နဲ့မြူးနေကြတော့ဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကအိမ်ပြန်ခတ်နေကြတယ်သူတို့ကမြင်တဲ့အတွက်ပင်လယ်ပြင်ကိုအထိတ်တလန့်ထွက်ပြေးသွားကြပြီးနောက်တနေ့ညမှာဒီဆိုင်ထဲကိုလာရဲကြတော့မှမဟုတ်တညလုံးပင်မခံအကျိုးနဲ့လီအောင်ဘာကြီးအောင်တို့ကဆက်လို့ပင်စောင့်နေကြတယ်ဒီဇီရောချိုင်ကလူသူလေးပါရောက်ပေါက်နေတဲ့ချိုင်ဖြစ်တော့ဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကအဲ့ဒီနေမနက်ကနေထန်းတစ်ပြားလောက်မြင့်ပြီးတော့မှရေဝက်တွေပင်လယ်ပြင်ကိုပြန်ထွက်သွားကြပြီးအိမ်ကိုပြန်လာခဲ့ကြတယ်နင်းဝေရိုက်ထားတဲ့ပင်လယ်ပြင်ကမျက်စိတစုံမိုးတစုံပြားလွင်မိုင်းမုံနေတယ်မိုးတက်ကရွှန်းလက်ကြီးများနဲ့လာရောင်တည်ပြီးနင်းဝေယုံကြီးကိုထိုးပေါက်နိုင်စွမ်းမရှိချမ်းလိုက်အေးလက်ဒီကလည်းရိုးစစ်ချင်းစီကွဲလောက်အောင်ပဲဒီလိုမျိုးညမှာဘာကြီးအောင်ထွန်းကျော်ကြီးလှပေါ်နဲ့မောင်ထီတို့ကကပ်ပလီပင်လယ်ပြင်တွေကိုရှောင်းနေကြတယ်သူတို့ကလိန်နေစင်းနဲ့တနင်္ညကဘာကြီးအောင်တို့ရေဝက်တွေးထားခဲ့ကြတယ်ဆိုတဲ့ဇီရောချမ်းဘက်ကိုတရွေ့လော်ခတ်နေကြတယ်ရခင်ကလေတစင်းထဲမှာလူ၄ယောက်စလုံးစီးနေလိုက်ပါပြီးနိုင်လွန်ဘိုက်ကိုပါတင်ယူခဲ့ကြပြီမဲ့အခုတော့ဒီလိုမဟုတ်တော့ဘူးနောက်လီမှာဘိုက်ကိုတင်ပြီးရှေ့လီမှာတော့လူ၄ယောက်စီးလာကြတယ်နောက်လီနဲ့ရှေ့လီကိုဆက်ထားလီတော့ရှေ့လီသွားရကိုနောက်လီကပါလာတယ်တန်တောင်လန်နာ100ကျော်ရှေ့လျားပြီးတော့မှအစောက်1000တောင်ရှိတဲ့နိုင်လွန်ဘိုက်ကိုလည်း2000ဖြတ်ထားခဲ့ကြတယ်အခုဘာကြီးအောင်တို့နိုင်လွန်ဘိုက်အစောက်က8000သာရှိတော့တယ်ဒီလိုဖြတ်ထားခဲ့ကြခြင်းကလည်းပဲရေဝက်လိုက်ဖိုင်းရမှာပေါ့ပါပြီးတော့မှရေဝက်ဒီဘိုက်ကိုလာပြီးတိုးတဲ့အခါအောက်ဆက်ကလိတ်တက်လာပြီးလုံးထွေးပါသွားအောင်လို့ဖြစ်ပါတယ်မောင်ထီမင်းတို့တေချာကြည့်ကြစမ်းဒါဇီရောချိုင်ဝါလားအကယ်၍ရာသီဥတုသားရတဲ့သတင်းကြိုတစားမုံလာတွေမှာဆိုလို့ရှိရင်ဘယ်လည်းပြင်းကလမ်းမြော်ကြည့်လိုက်လို့ရှိရင်ညပင်ဖြစ်ပြီမဲ့လေခန်းကြီးတစ်ချောင်းမှာရှိတဲ့ရွာတွေနဲ့တောင်တန်းမြင့်တွေကိုမြင်နေကြဖြစ်တော်လဲပဲအခုစောင်းတောင်သမီးမှာတော့ဘယ်လည်းပြင်းမှာနင်းတွေကအစမတန်သဲထန်နေတဲ့အတွက်ခန်းကြီးကိုပင်ဘယ်နေရာလို့ခံမှန်းရင်ခတ်ပါတယ်အရက်ရှင်းမျက်နှာတို့မှာဖျားဖျားအုံမိုင်းပြီးတော့မှနင်းတဲ့တိုင်းတွေကထွေးသားပြန့်ချထားတယ်ဒါကြောင့်လည်းညဆိုရင်မျက်လုံးမကောင်းတဲ့ဘာကြီးအောင်ကမောင်ထီးကိုမေးရခြင်းဖြစ်တယ်ရှေ့ကိုနည်းနည်းတော့သွားကြအောင်မယ်ထင်တာပဲဘာကြီးအောင်ရှေ့မှာတော့ကန်းကြီးကိုရေးတိတိမြင်ရတယ်လို့ပဲရှေ့ကသာစူးစက်ကြည့်ပြီးလိုက်ပါလာတဲ့မောင်ထီးကစင်းစစားနဲ့ဆိုတယ်မောင်ထီးပြောတာကအမှန်ပဲဖြစ်တယ်မကြခင်မှာပဲဇီရောချန်ဝါကလူတရက်နှစ်ရက်လောက်မြင့်တဲ့ကြောက်တောင်ကြောက်တန်းကြီးတွေကိုနှိမ့်ပြီးထဲမှာပြက်ပြမိမိမြင်လာရတယ်ဘာကြီးအောင်လေကိုလက်ရပဲနည်းနည်းတိမ့်ပြီးကြောက်ဆောင်နေတဲ့တိမ်နီးနေပြီလို့လှဘော်ကဖဲကင်ဘာကြီးအောင်ကိုတူတူတတာပြောတယ်အေးလှေနဲ့ကြောက်ဆောင်မတိုင်မီပေါ်သိရေးကြည့်တယ်ခြံရစားကိုရောက်ရင်ဒုပိုက်ဆာချပြီးဝိုင်းကြရအောင်ငါတင်ပြောရရင်တော့
ခြံပြားထဲမှာရေဝက်တွေတေချာပေါက်ရှိမှာပဲအချိန်ကာလကမိုးလင်းပိုင်းသမယဖြစ်တော့ရေဝက်တွေကခြံတွေကိုတေချာပေါက်ရောက်နေကြပြီလို့ဘာကြီးအောင်ကတွက်ဆလိုက်တယ်ဒါခြံအစပဲဘာကြီးအောင်ဟိုမှာရိုးရိုးတိမြင်နေရတာကကြောင်မောင်နှမပဲအဲ့ဒီခြံရဲ့အစကကြောင်မောင်နှမလို့ခေါ်တဲ့ကြောက်လို့ကြောက်ချုံကြီးနှလုံးရှိတယ်ဒါကိုမေတ္တငါသေးတွေကထိမ့်မှတ်ထားကြတယ်ခေတာဆိုရင်တော့ပိုက်စားချပြီးတော့ငါနဲ့ထုံးအောင်ကြီးတို့ကဒီမှာနေလိုက်မယ်မင်းတို့ကဟိုဘက်ခြံအစကိုပိုက်တစဆွဲသွားကြကြည့်တော့ဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကပိုက်တစကိုထိမ့်ပြီးဤဘက်ခြံအစမှာလေတစ်စင်းနဲ့ကြံခဲ့ကြတယ်မောင်တင်းနဲ့လှပေါ်တို့ကတော့နောက်ကနေလေကိုခုန်ကူးလို့နိုင်လွန်ပိုက်ကိုဝိုင်းပတ်ချရင်ကဟိုမှာဘက်ခြံဘက်ကိုလှော်ထွက်သွားကြတယ်လေနဲ့စင်းကနိုင်လွန်ပိုက်ရဲ့တစ်ဖက်တစ်ခြားစီမှာရှိနေကြတယ်ပိုက်ချလို့ဆုံးသွားပြီဖြစ်ကြောင်းမောင်တင်းနဲ့လှပေါ်တို့ကကျွဲကြုံမှုပြီးဘာကြီးအောင်တို့ကိုအချက်ပေးလိုက်တယ်ဘာကြီးအောင်ကလည်းအသင်ဖြစ်နေပြီဖြစ်ကြောင်းပြန်ပြီးအတန်ပေးလိုက်တယ်ဘာကြီးအောင်နဲ့ထွန်းကျော်ကြီးတို့ကချိုင်းဝါနဲ့နီးနေသမျှနီးအောင်လေကိုလော်ခတ်ပြီးပိုက်ကိုလည်းဆွဲငင်သွားကြတယ်လိုင်တစ်ဖက်ဝါကိုရောက်နေကြတဲ့မောင်တင်းနဲ့လှပေါ်တို့ကလည်းထိုးနီး၎င်းပဲကြောက်ဆောင်ကြောက်တန်းနေမချိတ်မီမထိခိုက်နိုင်တဲ့နေရာတစ်ခုကိုအရောက်မှာတော့နိုင်လွန်ပိုက်ကိုရေထဲမှာမျောဆွဲပြီးခြိုင်ကိုထပ်ဝိုင်းကြတယ်အရှိဘက်ကောင်းကင်ကရောင်နီကိုမြင်ရချိန်မှာတော့လေတစ်စင်းနဲ့တစ်စင်းအတန်ပေးပြီးရေပြင်ကိုလက်တက်နဲ့တပြောင်ပြောင်ရိုက်ခတ်လို့ရေဝက်တွေကို6လမ်းအော်ဟဲ့တန်ပေးလိုက်ကြပါတယ်မိနစ်ပိုင်းအတွင်းမှာပဲလူတန်ကြားလို့ပြေးထွက်လာကြတဲ့ရေဝက်တွေကဖာကြီးအောင်တဲ့နိုင်လွန်ပိုက်နဲ့လာတိုးတော့တယ်ဘေးကိုပြေးထွက်လာတဲ့ရေဝက်တွေကိုဟေလာဝါလာနဲ့အော်ဟဲ့ပြီးပိုက်လေးကိုမောင်းသွင်းကြတယ်တန်တောင်လန်တာတရားကျော်ရှည်လျားတဲ့ပိုက်ရဲ့တစ်ဖက်တစ်စစီကိုရောက်တော့လေနဲ့စင်းကပိုက်လေးကိုရေဝက်3-4ကောင်တိုးဝင်လာတဲ့အခါရေဝက်တွေတိုးပြီးတဲ့အချိန်နဲ့လေနဲ့စင်းကခြိုင်ထဲမှာလာပြီးပိုးကတ်သွားတယ်လိုက်ကျိုးပစ်ပြီးလေချင်းပူထားရွှေ့မသွားစေနဲ့ဖာကြီးအောင်ကအတန်ကုန်ဟစ်ပြီးတော့မှခမန်းကနသတိပေးလိုက်တယ်ရေဝက်တွေဆွဲပြီးနေကြပုံကိုမြင်ရသောအဖြစ်နိုင်လွန်ပိုက်ရဲ့အောက်စားကအပေါ်ရုတ်တရက်လက်တက်မလာသေးမှန်းသိတော့ဖာကြီးအောင်ရဲ့အမိန်အတိုင်းပဲထွန်းကျော်ချင်းနဲ့လှပေါ်တို့ကလိုက်ကျိုးကိုပြစ်ပေးလိုက်ကြတယ်ရေဝက်တွေကလည်းလိုက်ကျိုးမကုန်မချင်းပင်လယ်နဲ့ထဲကိုနိုင်လွန်ပိုက်ကိုတိုးပြီးဆွဲယူသွားကြတယ်ဒါကိုငေးကြည့်လို့ဖာကြီးအောင်ကဝမ်းသာနေပါတယ်ဖာကြီးအောင်ဆိုရင်ကရေဝက်တွေကနိုင်လွန်ပိုက်ကိုပင်လယ်ထဲကိုတိုးမပြေးပဲနဲ့ခြိုင်ထဲမှာတောင်တကောင်မြောက်တကောင်ဆွဲပြေးကြလေလို့ခြိုင်တစ်ဖက်အစမှာရှိတဲ့ကြောက်တန်းကြောက်ဆောင်တွေနဲ့နိုင်လွန်ပိုက်ညှိမှာကိုဆွဲနေရခင်တကာကရေဝက်တွေပင်လယ်ထဲကိုဆွဲမပြေးပဲနဲ့ခြိုင်ထဲမှာရုံသုံးကားဖြစ်ပြီးတော့မှနိုင်လွန်ပိုက်နဲ့ကြောက်ဆောင်တို့ညှိပြီးပိုက်ပေါက်သွားခဲ့ဘူးတယ်မလားလိုက်ကျိုးတွေအားလုံးကုန်သွားပြီဖာကြီးအောင်ဘယ်နဲ့လုံမလဲအစကလိုက်ကျိုးတစ်ပုံကုန်ရင်ရေဝက်တွေကလည်းအားကုန်ပြီးတန့်သွားကြလိမ့်မယ်လို့ထင်တယ်ဖာကြီးအောင်ကအခုတော့လိုက်ကျိုးနှစ်ပုံကုန်ပြီးမဲ့ရေဝက်တွေကတော့ဆွဲပြေးနေကြတော့မှရှိတော့ဖာကြီးအောင်လည်းအထိတ်အပြဖြစ်သွားပါတော့တယ်လှေချင်းတော့ဘူးထားကြကြီးကွာမသွားကြစေနဲ့လိုက်ကျိုးကုန်သွားတော့မျောလိုက်ကြတာပေါ့ပိုက်ရောကတော့ဒင်းတို့ငုံရှိုးပြီးမပြေးနိုင်တော့ဘူးအစားနှစ်ဘက်ကလည်းလေချင်းပူထားတော့စိတ်ချရပြီဘာကြီးအောင်ပြောတော့ကအမှန်ပဲရေဝက်တည်းရဲ့လက်ခေါ်တဲ့ရှေ့ကရက်နှစ်ခုကနိုင်လွန်ပိုက်မှာညှိနေပြီဖြစ်တော့နိုင်လွန်ပိုက်ရဲ့အောက်ခြေစားကလည်းရေဝက်တွေဆွဲပြီးတဲ့အချိန်ကြောင့်အပေါ်ကိုလွှင့်တက်လာပြီးရေဝက်တွေကို3-4ပဲရစ်ပတ်နေပြီဆိုတာကိုဘာကြီးအောင်ကတွက်ဆထားပြီးဖြစ်တယ်လေနှစင်းကိုပူထားလို့ဘာကြီးအောင်ကဆိုပေမဲ့အားသန်တဲ့ရေဝက်တွေဆွဲပြီးတိုင်းလေနှစင်းကတော့တစ်ခါ3-4ပြီလောက်ဝေးကွာပြီးလွှင့်ပါနေကြတယ်တစ်ချက်မှလည်းတစ်စင်းနဲ့တစ်စင်းချက်ချင်းလာပူပြီးလွှင့်ပါနေပြန်တယ်သို့တော်ဝေးကွာနေရမှာဒီလိုတစ်စင်းနဲ့တစ်စင်းအချိန်နဲ့ပြန်ကပ်လာတဲ့အခါလူတွေကလေနှစင်းကိုအထူးသတိထားကြရတယ်တစ်စင်းနဲ့တစ်စင်းဖေးချင်းရိုက်ပြီးလို့လေကျိုးမကွဲသွားအောင်တတ်နိုင်ဆုံးထိန်းထားရပြန်တယ်ကျွန်းသားနာကိုနီးလာတဲ့အခါရေဝက်တွေကအားရင်နွမ်းနေပြီးအရှင်ရော့သွားကြတယ်ဟိုမှာတွေ့လားနဲတဲ့ရေဝက်ကြီးမဟုတ်ဘူးမောလို့အပေါ်တက်လာတာမိုးစင်စင်လေးနေပြီဖြစ်တော့ပိုက်မှာလုံးထွေးမိနေတဲ့ရေဝက်ကြီးတစ်ကောင်ကရေပေါ်တက်အသက်ရှူလိုက်တာကိုလက်တစ်ပြက်လှမ်းမြင်လိုက်တဲ့ထုံးကျော်ကြီးကလှမ်းအောင်ပြောတယ်ဒါကဘာကြီးအောင်တို့ရဲ့အကွက်ပဲဘာကြီးအောင်တို့ကလေနေစင်းကိုမြင်မြင်ပူးထားပြီးတော့မှလိုက်ကျုပ်ကိုပြောပြီးမတိမသားဆွဲတယ်လိုက်ကျုပ်ကုန်သွားတဲ့ခါမှာနိုင်လိုဘက်ကိုတဖြည်းဖြည်းနဲ့ဆွဲတင်ကြပြန်တယ်ထွန်းကျော်ကြီးမင်းနဲ့လှပေါ်ကဘိုက်ကိုဖြည်းဖြည်းဆွဲတင်ငါနဲ့မောင်ထီကရရအကောင်ကိုလှမ်းထုတ်မယ်တတိထားကြဘာကြီးအောင်နဲ့မောင်ထီတို့ကလေဝမ်းထဲမှာရှိတဲ့မိန်းတန်တစ်ချောင်းကိုတယောက်တစ်ချောင်းကောက်ကင်ပြီးမတ်တက်ရက်လိုက်ကြတယ်ပြီးတော့မှမိန်းတန်တစ်ချောင်းကိုလေထဲဝှေ့ရမ်းလို့ရှင်းတော့ထိုးနောက်ငင်စချိန်ဆပြီးတော့မှရေဝက်ကြီးအသက်ရှူဖို့ကြီးပေါ်လာကူစောင့်နေကြပါတော့တယ်အခုကလေနေစင်းကိုလောက်ခချင်းလုံးဝမပြူကြတော့ဘဲနဲ့ဖိုင်နဆာကိုလေဦးမှချီလို့ဒီတိုင်းပဲရေပြင်ထဲမှာမျောထားလိုက်ကြတယ်တမန်လုံးပိုက်တပုံနဲ့လေနေစင်းကိုဆွဲပြေးလာတဲ့ရေဝက်တွေကအခုကအမောဆိုင်နေကြပြီဖြစ်တော့ဘာကြီးအောင်တို့ဆွဲခွဲရကိုတွေ့ရနဲ့ပါလာနေကြတယ်နိုင်လွန်ပိုင်းနဲ့လုံးထွေးနေလို့အသက်ရှူကျက်နေတဲ့ရေဝက်ကြီးတစ်ကောင်ကခေါင်းပေါ်လာပြီးအပြင်လေးကိုရှူကနေရှူသွင်းလိုက်တယ်အမောဆိုင်လေးအသက်ရှူမောလေးဖြစ်နေကြတဲ့ရေဝက်တွေကတက်ရှူရှူနဲ့ရေမုတ်ထုတ်တဲ့တူလေပဝန်းကျင်တစ်ခုကနောက်ထပ်အရှူရှူပေါ်လာကြတယ်ဘာကြီးအောင်နဲ့မောင်တီတို့ကရေဝက်ကြီးတွေပေါ်တက်လာတာနဲ့တပြိုင်နက်လေထဲမှာဝှေ့ရထားတဲ့မိန်းတန်တစ်ချောင်းနဲ့ရေဝက်ကြီးကိုလှမ်းထိုးကြတယ်ထိုးလိုက်တဲ့မိန်းတန်တစ်ချောင်းကရေဝက်ကြီးရဲ့ခုံးဆက်ကိုတဲတဲမမက်စူးဝင်သွားလေတဲ့အခါရေဝက်ကြီးကဂျွန်း3-4ဘက်ပြန်ပြီးဝုန်းနဲ့ရေပွက်တန်ကြီးနဲ့အတူပင်လေကြီးပင်ထဲမှာစောက်တရမရလောက်ဆွဲပြေးပြန်တယ်ရေဝက်ကြီးဂျွန်းပြန်လေးပိုက်ကလုံထွေးလေးဖြစ်နေတော့ရေဝက်တွေကပူပြီးရေမွန်းလာကြတယ်တကောင်ကိုထိမှန်းသိလို့ကျန်တဲ့ရေဝက်တွေကလည်းသွေးသွေးနဲ့ဥတီယာမရှိပိုက်ကိုဆွဲပြေးကြတော့
ပတ်ဝန်းကျင်ရေပြင်တစ်ခုလုံးကရေပန်းရေမွာတွေလွင့်စင်ပြီးဝရုံသုံးကားဖြစ်နေပါတော့တယ်နောက်တဲ့နေရာရေဝက်တွေကိုမိတ်နဲ့လမ်းထုတ်ဖို့ဘာကြီးအောင်နဲ့မောင်တီတို့ကကြိုးစားကြပြီမဲ့လေမငိန်တော့ထိုးကံမပိုင်ဖြစ်နေတယ်ရေဝက်ရဲ့တဘာဝကရေပေါ်တက်လို့အသက်ရှူရမှအသက်ရှူနိုင်လေတော့ပိုက်နဲ့လုံးထွေးနေတဲ့အတွက်ရေဝက်တွေကအသက်ရှူချက်ပြီးအားပြောလာကြတယ်ဒါကိုအတက်သိတဲ့ဘာကြီးအောင်ကနောက်ထပ်ရေဝက်တွေကိုမိတ်နဲ့လမ်းထုတ်ဖို့မကြိုးစားတော့ဘဲနဲ့ရေဝက်တွေရေမွန်းပြီးအားကုန်သွားအောင်ရေဝက်တွေဆွဲပြီးရကူသာလှေကိုမျောပြီးလိုက်နေတော့တယ်ဒီလိုနဲ့ပဲရေဝက်တွေအားကုန်သွားပြီလို့ထင်တော့လူတွေကနိုင်လုံးပိုက်ကိုတဖြည်းဖြည်းဆွဲယူပြီးနေရရေဝက်ကိုမိတ်နဲ့လမ်းထိုးချပြန်တယ်အဲဒီကမိန်းနဲ့ထိုးခံတဲ့ရေဘွက်ကသွေးရည်သွေးတန်းနဲ့ပင်လယ်ရေပြင်ထဲမှာတဝဲလေးလေးဆွဲပြေးပြန်ပါတယ်ဒီလိုနဲ့ပဲလူတစ်ပြန်ရေဘွက်တစ်ပြန်ဆွဲလိုက်ရှော့လိုက်ဖြစ်နေကြတော့အချင်းကနေမွန်းတဲ့ကိုပင်ရောက်လာတယ်ဘာကြီးအောင်တို့ကလည်းမနှက်စာတပင်းကိုအခုထိမစားကြရသေးဘူးဒါကြောင့်လူတွေကလည်းရေဘွက်တွေနီးလူအားပြော့လာတယ်သို့တော်လည်းရေဘွက်ကြီး3-4ကောင်ရတော့မယ်ဆိုတဲ့လိုဘဆိုကြောင့်ထမင်းကိုတော့သတိမရနိုင်ကဲရေဘွက်တွေလည်းအားကုန်နေပြီနေကလည်းမွန်းတဲ့နေပြီကမ်းခြေကလည်းတော်တော်ဝေးသွားပြီဘိုက်ကိုမသိမသာတေချာလေးဆွဲပြီးတော့မှရွာဘက်ကိုလှော်ကြမှထင်းနေအတော်ကြာနေဝင်လို့ကမ်းမကန်နိုင်ဖြစ်နေမှာဆိုရတယ်။ဘာကြီးအောင်ပြောတာကမှန်ပါတယ်။အခုသူတို့ရောက်နေကြတဲ့နေရာကမန်အောင်မီးပြတဲ့ဘင်္ဂလားပင်လယ်ော်နက်ပါ။ဒီနေရာကသူတို့တိုက်ပုံရွာကိုပြန်သွားမယ်ရေလန်းခီးကဖြောင်းဖြောင်းတန်းတန်းသွားနိုင်မှနေမုံငယ်ရောက်မယ်။သို့တော့ရေဝက်တွေကလည်းထင်သလောက်အားမကုန်ကြသေးတော့ဖြောင်းဖြောင်းတန်းတန်းလည်းဘယ်နည်းနဲ့မှသွားနိုင်ကြမှာမဟုတ်တာကိုဘာကြီးအောင်ကအတက်သိပါတယ်။ဒါကြောင့်လည်းဘာကြီးအောင်ကဆော်လိုက်တာပါ။ဘာကြီးအောင်ရဲ့အမိန့်တိုင်းပဲပိုက်ချိုးလက်စကိုလေနေစင်းရဲ့ဘေးမှာမြဲမြဲချီလို့သူတို့ရွာဘက်ရှိရာခန်းကြီးကိုတရွေ့ရွေ့နဲ့လော်ခတ်လာကြတယ်အခုကရေဝက်တွေကလည်းအားကုန်နေကြပြီဖြစ်တော့ဘာကြီးအောင်တို့ဆွဲခွေရကိုတရွေ့ရွေ့နဲ့ပါလာကြတယ်ရေထဲကနေရှူကနေတစ်ချက်ရေပေါ်တက်လို့အသက်ရှူပြီးလှေနောက်နိုင်လွန်ပိုက်မှာညှိပါလာကြတဲ့ရေဝက်တွေကိုဘာကြီးအောင်ကလှေလော်ခတ်ပဲကန်ရင်ကမျက်ကြည့်မပြတ်ခီးယူဆိုင်လာတယ်နေမိုးတင်းစားအချိန်လောက်ကပဲမန်အောင်မီးပြတဲ့အောက်ကရေဝက်မိထားတဲ့ပိုက်တပုံကိုဆွဲထည့်ပြီးတော့ခတ်လာပြီးတော့နေဝင်ကနီးမှာခန်းကြီးကိုကတ်နိုင်ကြတယ်ရေထူးကောင်းပေါင်လေလောက်သာနှက်တဲ့သေဘုံရွာအောက်ဘက်မှာရှိတဲ့ခြိုင်တစ်ခုကိုဝင်ပြီးတော့လူတွေကလေဘောကဆင်းပြီးအဲ့ဒီခြိုင်ထဲမှာပဲရေဝက်တွေကိုလှောင်ဖမ်းကြတယ်မိန်းနဲ့လမ်းတို့လာခဲ့ကြတဲ့ရေဝက်ကြီး3ကောင်ကဘလို့မှရုံးငယ်လှူရှားနေခြင်းမရှိပေမဲ့မိန်းနဲ့မထိုးမိပဲနဲ့ပိုက်နဲ့လုံးထွေးဆန်းငင်လာတဲ့ရေဝက်တစ်ကောင်ကတော့ခြိုင်ထဲရေတင်ကိုရောက်တဲ့ကတရှူးတရှဲရှဲလေးမှုတ်လို့ခြိုင်ထဲမှာဟိုတီတီရှောက်ပြေးနေတယ်ရေဝက်ငယ်လို့ဆိုပေမဲ့လည်းအချိန်30လောက်ရှိတော့လူတွေကအကြက်ရိုက်နေကြပြန်တယ်ဟဲ့မလုံးနဲ့ဒီအကောင်ကိုအရှင်ရအောင်ဖမ်းရမယ်ဒီလောက်ရေတွေထဲမှာဒင်းကဘဲမှမပြေးနေတော့ဘူးအစွမ်းပြနိုင်ခဏပေါ့ဒီကောင်ကနှုတ်ပြဆကလေးပဲရှိသေးတာတို့ကိုရန်တတ်သူမပြုတ်နိုင်ဘူးခြိုင်ထဲမှာဟိုဒီဆွဲပြေးနေတဲ့ပိုက်ကျိုးတက်လန်းတဲ့ရေဝက်ငယ်ကိုမိန်းနဲ့လမ်းထုတ်ဖို့ရွှေလိုက်တဲ့မောင်တီကိုဗကြီးအောင်ကတားလိုက်ပါတယ်ကဲဘင်းတို့ဒီကပိုက်ကျိုးစားတွေကိုမြန်မြန်ဆွဲထားကြငါကရေဝက်ငယ်အမိပြားကိုဖမ်းပြီးလိုက်ကျိုးနဲ့သွားကြည့်ထားလိုက်မယ်ဒီအကောင်ကိုပေါ်ရောက်လဲငွေ100ကျော်လောက်ပဲရမယ်အရှင်ဖမ်းတဲ့အရာရှိကတို့ကို300တောင်ပေးမယ်ပြောထားတာဒီကောင်ကိုအရှင်ရအောင်ဖမ်းကြမယ်ပိုက်ကျိုးမပြုတ်ကြစေနဲ့ပြောဆူဆူနဲ့ဗကြီးအောင်ကလိုက်ကျိုးတပင်ကိုဆွဲယူပြီးရေတူးကောင်းတတလောက်သာနဲ့တဲ့ရေဝက်ရှိရာစီကိုကူးသွားပါတော့တယ်။ထွန်းကျော်ကြီးလှပေါ်နဲ့မောင်ထီတို့ကဖိုက်ကျိုးစာနှစ်ဘက်ကိုတင်းတင်းရင်ဆွဲပြီးထားကြတော့ရေဝက်ငယ်ကထင်သလောက်မယုံနိုင်တော့ဘူး။ဒါကြောင့်လည်းမကြခင်မှာပိုက်မှာလုံးထွေးနေတဲ့ရေဝက်ငယ်အမိဖျားကိုဗကြီးအောင်ကလိုက်ကျိုးတပင်နဲ့မြဲမြဲချီလို့ပိုက်ထဲကလည်းဖြုတ်ထားနိုင်ခဲ့ပါတယ်။နိုင်လပိုက်ထဲမှာကြာချီတိုင်းရေပေါ်ကိုခေါင်းထောင်ပြီးအသက်မရှိရတဲ့အတွက်ရေမုံမိတည်သွားမှဆွင်ရတယ်။ရေဝက်ငယ်အမိဖျားကိုလိုက်ကျိုးနဲ့မြဲမြဲချီထားပြီးတဲ့အခါရေဝက်ငယ်ကိုပိုက်ထဲကဆွဲပြုတ်ပြီးခြိုင်တဲ့ရေပြင်မှာကျွန်းသွားတွေကိုလှမ်းသလိုပိုက်ကျိုးနဲ့လှန်ထားလိုက်ကြတယ်။ပိုက်နဲ့လုံးထွေးပြီးအမိခံနေရစဉ်ကအသက်ဝဝမရှိရတဲ့ရေဝက်ငယ်ကအခုကအသက်ကိုဝဝရှိပြီးခြိုင်ထဲမှာရှောက်သွားနေတယ်။ကဲမင်းတို့ရွာပြန်ကြတော့ဒီဝက်ကိုငါစောင့်နေလိုက်မယ်။ထွန်းကျော်ချင်းနဲ့လှဘောကငါတို့ထမင်းယူပြီးတော့မှရေဝက်ပေါ်ဖို့လူတွေလည်းခေါ်လာခဲ့ကြ။မောင်ထီကဦးကျော်စောနဲ့ဦးအေးထွန်းကိုသွားပြောကြ။သူကတစင်မျိုးကအရာရှိကြီးစီကိုထိုးရေဝက်တကောင်အရှင်ဖမ်းမိထားပြီးဆိုတာသွားကြောင်းကြားကြလိမ့်မယ်။အချင်းကမိုးချုံနေပြီဖြစ်တော့လှဘောထွန်းကျော်ချင်းနဲ့မောင်ထီတို့ကအမောင်လန်းလေးတိုင်းပဲရွာဘက်စီကိုထွက်သွားကြတယ်။ရေဝက်အရှင်တကောင်ဖမ်းဆီးရမိနိုင်ရေးအတွက်အနေနဲ့အရရကြိုးစားလာခဲ့ကြတဲ့သူတို့ဖို့ဒီကနေ့အောင်ပွဲရလာခဲ့ပြီ။ဘာကြီးအောင်ကတော့ရေဝက်ကြီးတစ်ကောင်ကိုအနည်းဆုံးပိတ်သား80-80ရှိပြီဖြစ်တော့တပိတ်သားကိုပေါင်းစည်း4ချက်နဲ့ရေဝက်ကြီး3ကောင်ရောင်းအောင်ငွေနဲ့အရှင်ဖမ်းမိထားတဲ့ရေဝက်ကလေးတစ်ကောင်ကိုလည်းငွေ300ပေးပြီးရန်ကုန်မြို့မှာရှိတဲ့တရိတ်ဆန်ဥယျာဉ်ကိုပို့မယ်လို့ပြောဘူးတဲ့မြို့ကအရာရှိကြီးရဲ့စကားတွေကိုကြားအောင်ပြီလို့တန်တောင်လန်တာတွေနဲ့တိုင်းတာလို့မရလောက်အောင်နှက်ဆိုင်ပြီးမိုးကောင်းကင်တွေများကျေပြောလာတဲ့ဘင်္ဂလားပင်လယ်ော်ကလိုင်းလုံးကြီးတွေနဲ့အပြိုင်သူ့ရင်ထဲကဝမ်းသာမှုလှိုင်းခဲ့တီကဘောင်မင်ခက်လျက်ရှိပါတော့တယ်ဒီနေ့တက်ဆက်တဲ့ဝတ္ထုကလေးကတော့ဤမြတ်သားပါပဲဒီနေ့တက်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးသူဖိုးကျော်ရေးသားထားတဲ့အမောင်လန်းကသူတို့ပြန်ဆိုတဲ့ဝတ္ထုကလေးကိုတက်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးဖေးနားမှာရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါအောင်ခင်ဗျာနားဆင်ပေးသူပရိသတ်များတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်